ဦးထွန်းပြောတာလာပြီတေးကြတယ်လူကျင်တာကိုဖြည့်ဆည်းပေးမယ်ရောပြောချင်နေပြီ ကဲအဲ့စလိုက်မယ်10မိနစ်တေးကြတယ်ဂျိုကာပြောင်းမှုကျွန်တော်နဲ့သူနဲ့မိတ်ကလိမ့်မှုတယ်သူကျွန်တော်မိတ်ကလိမ့်ပေးမှုတယ်ဘူးကလိမ့်ပေးသူကကျွန်တော်လိမ့်ပေးမှုတာဒါဆိုသူကဒါမမီဟလာမမီအချောက်ကြီးတာဟုတ်ပါဘူးအလားဖန်တီရှင်အလားဖန်တီရှင်အဲ့လိုနွဲနွဲလေးဆိုလေအလားဖန်တီရှင်ဟိုမှာတူနာမနေရလားတောင်မွေပဲမေးလေဘာလို့တူနာရောက်သွားလဲမနေတာတောင်မွေကိုလာဘူးတယ်မလားပြောတာတူနာမတောင်မွေကိုလာဟာလုံးမသားလေးမေးပါဦးလို့ပါမိမရှိလားမရှိဘူးလေအလားဖန်တီရှင်မှာဆိုမှဘူးအလားဖန်တီရှင်မှာဆိုဘူးမိမရှိပါလေဟိုလေဒီလိုမင်းသားလိုကတတ်လားဟုတ်နော်ကောင်းငိမ့်နေတယ်နော်မင်းသားလိုကတတ်လားငိမ့်နေတယ်မင်းသားလိုကတတ်လားမကတတ်ဘူးမင်းသားလိုကတတ်လားအလားဖန်တီရှင်မှာဆိုမှဒါလင်းလင်းထင်တယ်ကျွန်တော်ထင်ရပြောမယ်ဆိုလင်းလင်းဟုတ်ပါဘူးအဲ့ဒီနီးမောင်များလားအာညီမောင်ကအကောင့်ကြီးတယ်ညီမောင်ဟုတ်တယ်အာအကောင့်ကြီးတယ်ညီမောင်တီးတယ်ကြီးတယ် heavy ဂျင်းနေပါလေမစော့ဘူးမလားမစော့ဘူးနော်ဟုတ်တယ်ထွန်းတော့ဂျင်းမဲမေးတာကွာထွန်းတော့ဂျင်းမဲသူသိတယ်အနုပညာမျိုးရိုးမရှိဘူးမလားမရှိဘူးလားပညာမျိုးမရှိဘူးမလားမရှိဘူးဗါလေမရှိဘူးလေဘာလို့ရှိရလဲမရှိဘူးလေမရှိဘူးဖြေရမှာလေဟုတ်တယ်မရှိဘူးဟိုစမန်းတင်ပေါင်းနဲ့သိတာဘယ်လိုလုပ်သိမှာတော့မသိဘူးကြီးပြီလေဟိုဟွာလေဟိုတယ်လေးတော့မပြတ်ဘူးအေးတမီးကမင်းမလို့ဆေးလေးချက်ထားလားလို့မေးပြတ်ဘူးတောက်တုံးပဲတောက်တုံးပဲအလားဖန်တီရှင်မိကအာတစ်အဲ့ဒါပဲစဉ်းစားပေးကြအလားဖန်တီဖြစ်ရမယ်မိကခလေးတယောက်ဆောင်လုပ်ဘူးလားလုပ်တာဗောခလေးတယောက်ဆောင်လည်းလုပ်ဘူးတယ်အမနဲ့တွဲဘူးတယ်မလားတွဲဘူးတယ်သမီးငယ်ငယ်တုန်းကရုပ်ရှင်တူတူမရိုက်ဘူးသမီးနဲ့ဟုတ်တယ်မလားဒီကလားနဲ့ရောတွဲဘူးလားဒီကလားနဲ့ဒီကလားနဲ့ဟုတ်တယ်မလားတွဲဘူးဟာအာဒိတ်ပြီးအဲ့ဒါဆိုအာဒိတ်နာပဲရုပ်ပြောင်းရုပ်လဲတွေရောတက်လားရုပ်ပြောင်းရုပ်လဲတွေအရင်တော့ကကော်ဖီဆိုင်ဖွင့်လာတာဆယ်ပဲကျွန်တော်နော်ဟုတ်လားဟိုတလောကလေမာကတ်ပလက်ဆိုင်ရဲ့လေဝင်မှုတာတပင်းညက်ဆိုင်တာတပင်းညက်ဆိုင်ဟုတ်လားတပင်းညက်ဆိုင်ယောက်ျားလေးတွေပဲညက်တာဟုတ်တယ်ဘဲတွေပဲညက်တာမိန်းကလေးမညက်ဘူး तू ကအလားဖန်တီရှင်အစ်စ်ကိုင်တာပါတမလေးအဲ့လိုမျိုးလေးပြောင်းမှုကိုကိုင်တာ hints ပေးထားတာ तू အကြိုက်တယ်သူ့ကိုလေမျက်နှာမချွတ်ပါနဲ့သူကြိုက်တာသူကိုင်တာဖိုင်နယ်တီခေါ်သွားပေးပါအထက်ကပူလောင်ပြီးတော့ဒီသားလို့ရှင်နော်ဖိုင်နယ်တီခေါ်သွားပေးပါဗျာမချွတ်နဲ့လုံးဝမချွတ်ဘူးပြီးတယ်ပရိသတ်ကြီးရဲ့ဆိုလီဆိုတော့လုံးဝမမမိတယ်တော်တော်လားမိနေပြီပြောင်းမှုကတော့ပြောင်းမှုကတော့မိနေပြီတော့အများကြီးတော့မခံမှန်းကြဘူးသူကလာဖန်တီကြီးဖြစ်တဲ့ဘောလုံးတွေပါတော့မကန့်ဘူးလုံးတော့ကြိုက်တယ်တိတ်သွားလားလုံးတိတ်သွားဘယ်တိုင်းကိုကြိုက်တယ်လက်ခုပ်တွေပြီးနေပြီနော်ဟိုလေအစိုးတော့မောင်နှမတွေရှိရလားဟုတ်လားရှိတယ်တချင်းအောင်ဆိုဘူးလားအမျိုးထဲမှာတချင်းဆိုလို့ကိုဘူးလေဦးကဒါကြမမေးတော့ဘူးမှာဗာလဲအမျိုးထဲမှာဇမင်းသားတွေရှိလားဦးကမေးဖို့ကြံသေးတယ်ဦးကရှိပါလေရှိတယ်တဲ့ဦးကတောင်ဝေရဘူးလားမေးဖို့ကြံသေးတယ်တောင်ဝေကားနေမရှိဘူးအဲ့လိုမိတ်ကလိုက်လေးတဲ့လူတွေပဲရှိမှာမိတ်ကလိုက်လေးတဲ့လူတွေပဲရှိတယ်ကဲအချိန်ပြည့်သွားပါပြီပိုင်နေတိပဲခေါ်သွားပေးပါဗျာတောင်းပန်ပါလေကျွန်တော်ပြောမိတ်ကလိုက်လေးတဲ့လူတွေပဲရှိတယ်ကဲအချိန်ပြည့်သွားပါပြီပိုင်နေတိပဲခေါ်သွားပေးပါဗျာတောင်းပန်ပါလေကျွန်တော်ပြောပါဦးအထက်မှာပူပြရလေးမြင်နေကဲအခုချိန်မှာဆယ်လီစုံတော်ကြီးတွေကမျက်နှာဖုံးရှင်တွေကိုစကားနည်းနည်းပဲအခုတော့ဖြုတ်စားနေတာသူ့ပဲစားနေတာသူ့ပဲစားနေတာကဲအဲ့တော့အယူမှုပဲကလေးရေးကလေးတော်မောရတယ်ဟိုမှာဘယ်ကလေးကိုစားနေတာလဲကဲတို့အရင်ဆုံးမေးပဲဟိုသူ့ရဲ့ဒီကရဲဆိုရင်လုံးဝမသိဘူးမလားကျွန်တော်ဒီမှန်ရောက်နေရကြည့်တော့ဘယ်သူလဲဆိုတာအထက်ကိုမြင်လိုက်ရတယ်ဟာလာလက်ခဲ့မြန်အနမ်းမြင်လိုက်အထက်မှာချွေးတယ်အဲ့လိုတော်ကြာနေအောင်ကြည့်ကျွန်တော်ဂုံယူတယ်ဗျာကျွန်တော်ဝမ်းသာတယ်ဗျာတော်ကျွန်တော်ဝမ်းပြောကျွန်တော်ခိုက်တယ်မယ်အခုလဲလေကြောင်းနေတာခဏ၄တက်ကမလောက်ကြာမှမင်းကောင်းမယ်နော်ကြာလေးမှထားပါကြာလေးတယ်ပဲထားတာကြာလေးထားပါလူခံမလို့ရပါလေဒီပုံစံကြီးအပန်းလည်းမကြဘူးဗျာပုံကလည်းကုန်လုံနေဘယ်လိုသွားမြင်မလဲပြောဘုံတော်ကြီးကရရတယ်ဘုံလုံးဝခံမလို့မရဘူးခံလို့မရဘူး hints တွေတခုတော့ညလို့ပါ hints ပေးမှရမသိသေးဘူးဆိုပြောရမယ်လေ hints ပေးမှရမသိဘူးသူလဲကျွန်တော်အကျွမ်းကျင်ဆုံးကတော့ဗျာမကြောက်ရှင် ကျမအကျွမ်းကျင်ဆုံးအကားတဲ့ကျွန်တော်တန်ကိုချာချာဖြစ်ပါတယ်ဟောတန်ကိုချာချာအကအကျွမ်းကျင်ဆုံးကတန်ကိုချာချာအကားဆွဲတိတာလေနော်တိတာနေပြီနော်တိတာနေပြီနော်ရန်တွဲနေသိလားရန်တွဲနေဟိုပထ
ထမတော့ထင်လိုက်တော့အော်ဒါငါတို့လည်းဘောလုံးကံပုံတငယ်ချင်း ငယ်ချင်းများလား အဲ့လိုထင်လိုက်တာမဟုတ်ဘူး ဟုတ်တော့တန်ကိုချာချာ တန်ကိုချာကရဲဆိုရတာအလှဖန်ကြီးရှင်တရားဖြစ် နော်အခါမားတွေကလည်းစဉ်းစားနာမလဲနော်ပြောမရဘူးလေဟုတ်တယ်မလားနော် ဟုတ်တယ်မေးခွန်းနေမေးချင်းပြီ အ လား ရင်မေးချင်တယ် သူမမသိတာ တော့မသိဘူးဖြစ် မသိမေးရမယ် โอเคအဲ့ဒါဆို2မိနစ်မေးလို့ရပါပြီ ကဲစမေးမယ်နော်နာမည်ကနာမည်ရင်းမဝင်နဲ့အိမ်နာမည်ကကာကြီးနဲ့စတာမလား ကာကြီးကနေအားထိ ဟုတ်တယ် ဟုတ်တယ်ကျွဲကျွဲ မဟုတ်ကြွက် ကျွဲဘာလို့ထင်လိုက်တာကျွတ်မှာဖြစ် ဒီကောင်မတော်ကဘယ်နှယောက်ရှိရလဲဒီကောင်မတော်ကဘယ်နှယောက်ရှိရလဲ ဒီကောင်မများတယ် တချင်းတွေကကိုရိုင်းရေးပြီးတော့ကိုရိုင်းဆိုတာလား သူများရေးပြီးတော့ကိုယ်ဆို သူများရေးပြီးကိုရိုင်းဆိုတာ အပြင်မှာပြောင်းမှုကြိုက်လား ကျောင်းက ကြောက်မှုကြိုက်တယ် စားတာမဟုတ်စားတာမဟုတ် စောင်းတာစောင်းတာဒီမှာစောင်းတာ ကြောက်မှုကြိုက်တယ်ငါပြောပြီးတော့မကြိုက်ဘူးအသားမဲမှာဆို သိပါပြီအဲ့လိုပြောတယ်သိပါပြီနော်မကြီးနေတဲ့ချိန်ပြီးတော့ သမီးကျတော့တော်ပါလို့ထင်တာနည်းနည်းအဲ့ဟိုလူရှင်တော်ပိုင်းကလေအသက်နည်းနည်းကြီးရယ်လေအသက်50နည်းနည်းကျော်ပြီ ဥစိန်ရော ဥရှင်က ဥတိန်ညွန့် ဥစိန်ညောရုပ်ဒီအတန်နဲ့ကျွန်တော်မဲဥစိန်ညောနည်းနည်းပိုချောမယ်ပိုချောမယ် အဲ့အသက်50ကျော်ပြီမှလား တော်ကြော် ကျွန်တော်နောက်ဆုံးနာမည်ခံမဲ့ဘယ်သူလဲဆိုတော့ကျွန်တော်ခံမလို့ရသွားပြီကျွန်တော်အများကြီးကျွန်တော်မတွေးတော့ကျွန်တော်သိသွားပြီဘယ်သူလဲဆိုတော့ကောင်းတယ်အထက်ကချွေးအောင်မြင်ရတယ်ဗျာဒီမှာချွေးတော်ကြာနေ ဆုံးတော့ကြီးခံမန်းနေရတာပြင်မမှာဆိုတော့ကျွန်တော်ချွတ်ပြလိုက် ဟုတ်ဘူးအဲ့စကားပြောတာကြီးကသိတာနေပြီအပြင်အတိုင်းပဲဒီ ဟုတ် မှာ ကျွန်တော်တို့နဲ့ခဏမစုံဘူးမလား စုံဘူးမလား မဆုံး စုံတော့ ဆိုဘူးဆိုဘူး အစားလေးနဲ့ရောစုံဘူးလား မဆုံး ဒါနဲ့စိန်ဝင်းကိုသိလား စိတ်ဝင် စိန်ဝင်းကိုသိလား တိမ်ဝင်းနေကြစီ အဲ့လိုက်တယ်ကိုပိုင်တခုတော့တောင်းဆိုပြတယ်ကျွန်တော်ဒီကကြည့်ရလုံးဝမမြင်ရဘူးအနီးနားလာကြည့်လို့ရတော့ခွင့်တောင်း ဒီလိုလားကြည့် လာ ပါ ကင်ကြီးနေမင်းနဲ့ ခဏဒီကတင်းပရိုဂျူဆာတွေကိုချက်မိတယ် ဒီကကင်နေ အဲ့ တာ ကိုင်းလို့ရတယ် ရတယ်ဒါပြက်နေတယ်မမြင်အောင်ကင်မကင်နေတာ ဟုတ်လားမှန်လို့ပြတ်သွားပြီ တို့လာလို့ရပါ ခွ လေ င့်ရနော် ခွင့်ပြပါတယ်ခွင့်ပြပါတယ် ပါပြီကင်ပြီကင်နေနေတာကင်နေနေတာအရန်ကင်နေတာ ဘယ်ပြရမှမသိဘူး ဟောဘောထွက်ပြေးတော့မယ် တော့ကောက်ရ ဟောထွက်ပြေးတော့မယ် ကင်မယ် အားရပါကြိုက်လို့ရတယ် တော့ဘာလို့ စိုက်တယ်လို့ကြည့် ရင်းလေးနေရလို့မရဘူးလားမငင်းလေးနေပြီပါလို့ကင်နေရက်ကင်ပြီးပြန်มาပါလို့ဒကိုင်းပဲဟာကျွန်တော်ထင်တဲ့လူမဟုတ်ပြန်ဘူး ဟုတ်ဟုတ်တယ်မဟုတ်လား ကျွန်တော်ထင်တာမဟုတ်ပြန်ဘူးဗျာမဟုတ်တုံးတုံးခိုင်ကျွန်တော်ထင်တယ်ကျွန်တော်ကိုင်အရင်ကိုင်ခဏကျွန်တော်ကိုင်ဖို့ပဲကျွန်တော်မျောနေတယ်အခုတော့တခါမှမငင်းဆန်ဘူးကျွန်တော်ထင်တဲ့လူမဟုတ်ဘူးဗျာ မဟုတ်တော့အကက်မခံဘူး ဘာလို့ပေးရအောင်လဲ ပုံနောက်ကနေခါကိုဖက်ထားပြီ နောက်ကနေ ခါကိုဖက်တာ နောက်ကနေဖက်မှာဆက်ကနေဖက် နောက်ကနေဖက်လိုက်နောက်ကနေတိုင်းဖက်လိုက် သူကဒီအချိန်မှာသာဖက်မကန်တာတခြားချိန်တွေဆိုဖက်ခံတယ် ဟုတ်လား ဟုတ်တယ် ဟောရှေ့ကနေတိတ်တိုင်းကျုံပြီးတော့ဖက်ရော ချက်ကနေတင်းကြုံပြီးဖက်ရလား အမ် ညစ် ညက်ရမလား ညစ် ညက်တယ် ပူပူပါလေကိုတို့နည်းနည်းလောက်တိတ်ချမျက်လုံးလေးကြည့်ပဲသမီးစိတ်ထဲမှာသမီးဥပေလူပါလို့ထင်နေလို့ ညလုံးကိုကြည့်ရမှာလား ဟုတ်တယ် ညလုံးကဥတွေနဲ့မတူပါဘူးဒီမှာဟဲ့အလုပ်နေတယ်ကလား ပေးလက်ကနဲ့ လေးစားပါတယ်လေးစားပါတယ်ဟာသူ့ကိုင်မှာရမ်းကြောက်နော်ကိုင် အ မှာ ပြ ရ င်း မ်းကြောက် အပြင်းနဲ့မတူဘူးနော်အဲ့တော့လူတော့မသိအောင်လုပ်ထားလေတော့အပြင်းမှာအကန်ခံပေမဲ့ဒီမှာအကန် ခြေ မ ထောက် ခံ ကလေးပေါ်နေလားမသိဘူးကိုတို့ကြည့်ကြည့်ပါဦးခြေထောက်ကလေးပေါ်လား ကျွန်တော်မပေါ်ဘူးကွာကျွန်တော်လည်းမပေါ်ဘူး ပေါ်လာတော့မပေါ်ဘူး အဲ့ဒါလိုလုပ်ကြည့်ပါလားဖတ်တော့ကြားတယ်ဖတ်တယ်ဒါဆိုရပါတယ်ဒါဆိုဘယ်သူလဲပါလဲဆိုခံမှန်းလို့ရပါတယ်အထက်မှာအဲ့လိုချွေးထွက်နေအရန်သဘောကျတာကျွန်တော်ကျေးဇူးပဲနော် ဒါပေမဲ့ तू ဘယ်သူလဲတော့ကျွန်တော်အမှန်တကယ်မသိကျင်သေးဘူးကျွန်တော်မှန်းနဲ့မှန်ပါပဲပြိတ္တကြီး तू ဘယ်သူလဲသိကျင်လားဟာသိကျင်လားမသိကျင်ဘူးကျွန်တော်မင်းသိကျင် မ လား သိချင်ဘူး မသိကျင်ဘူးလေ သိရမယ်လေ ဘုံကတော့မဆောက်တော့ မသိချင်ပါဘူး မသိကျင်ကဲဒီလိုလိုက်အော်ကျွန်တော်သူ့ကိုနောက်စီနေပြီးခေါ်ရမှာ ခေါ်ပါမယ်နော် ဟမ် လုံးဝမဖြစ်ဘူး နောက်စီ တရားလုံးအချို့ဘူးအချို့တော့တင်းထား ရ ရ တ တယ် ပံပါ ဟု လို တ် က် လေ तू ကဒီယူနီဖောင်းနဲ့လိုက်နေတယ် လိုက်တယ်ကြီးကောင်းတယ် ရက်ကြီးကောင်းနေတယ် ကြီးကောင်းတယ် အခုတော့နာမကကျင်းနေတယ်ဘာလို့ချွေးတော်နေနေ
ကျွန်တော်ဒီ uniform ကိုဒိုင်းလို့ပြန်ဆွတ်ပေးလို့ရ ပြန်ဆုပ်ပေးဦးမယ် ခုနဦးထွန်းတော့ ဦးထွန်းတော့လေ ဦးထွန်းတော့လာကန်ကြည့်ရသိလားမသိဘူးနော် မသိဘူး ဒီလုံးဝမသိသေးဘူးတော့မသိကဲအဲ့တော့ तू ဘယ်သူလဲဆိုတော့တီးဖို့အတွက်မိကုန်းတွေတော်ပြီလားဘယ်နေဘယ်ရလဲကိုနေရိုက်ဖူးတာလားမင်းသားလားအစိုးရလားတရုတ်ဆောင်လားဇမင်းသားလား သူကအကုန်လုံးလေ ဘတ်ဆောင်ရတယ်လေ ဆိုတော့လေ ဟုတ်တယ်မလား ဟုတ်တယ်သူအကုန်ရတယ် အကုန်ရတယ်အကုန်လုံးရတယ်ရုပ် ဆွဲဆုံးရကြီး ဆွဲဆုံးရ ပြဿနာလက်ကဘူးတယ်အဲ့ဘယ် လူရှင်တော်လည်းလုံးလိုက်တာပဲ ဘယ်လောက်သိနေပြောလိုက်ပါလားလို့ မသိပါဘူးနော်ဘာလို့လဲဆိုတာမသိဘူးနော် ဟိုတခုတော့မေးချင်သေးတယ်ဟိုလေဆေးလိပ်ဖြတ်လိုက်တာကြားပြီလားလို့ ငယ်ငယ်လေးကဝင်တော့တာ အေးတော့မဟုတ်တာ အော်ဒီမှာလေဂလိုးနေကြည့်ပါဦးမျက်နှာကြီးอ่ะ ရီးစားရှိလားမိန်းမရှိလား ကြီးသားရှိတယ် ယောက်ျားရှိတာ ကွိုင်းတော့တက်ပြီအခုဘိုးတိုင်းနဲ့တုံတုံတုံနဲ့ပြောနေတာ ဘသူမှမသိတော့တော်တော်စဉ်းစားအခက်တာဗျာဒီကအခက်ဆုံးပဲဗျာ သူကငါကလည်းရမ်းမေးနေရတာ ထွန်းပြနေရတော့မသိဘူးလေ ဒွတ်နေတာခုနပြောလေတန်ကိုလေးချစ်လောက်ခါပြ တန်ကိုလေးပြက်တော့ဆွဲပြတယ်ဗျာအာ ဟုတ်တယ်ဖက်နဲ့ထက်ကြပြောမှုဒီမှာပြောတယ်မလား ပြောတယ်ပြောချင်းဆက်နေလိုက် နေလိုက်မယ်လေ နေလိုက်ပါ နေလိုက်မယ်နော် ဒါပေမဲ့အခုချိန်မျိုးဘသူမှမသိသေးတာခက်တာ အဲ့တော့လက်ခံတယ်လက်မသိဘူးဘယ်သူမှမသိဘူး ဒီလောက်ပြောနေတာ ခမရမသိဘူးလားမသိဘူးသူပြောမသိဘူးသိလား သိကြလားသိကြ မသိ လား ဘူး သိကြလား သိချင်မသိချင်ဘူးလေကဲပြီးပြီလေမပရိသတ်ကလည်းတခဲနဲ့တောင်းဆိုနေမသိချင်ဘူးလေကြီးရဲမရဘူးဒီမှာကြီးရဲအမှန်တော့မသိဘူးဆိုရင်2မိနစ်မဟုတ်မိနစ်20လဲမေးရမှာပဲမီးတွေကနဲနေလားနေမကူဘူးပြ ရပြီပဲ ခကြီးသွားလို့ရှိရင်မြန်မာပြည်မှာဘယ်အရက်ကိုသွားခြင်းလဲကဲမြစ်ကြီးနားလားတောင်ကြီးလားဟူတာအိုလားဟဲဟိုးလား ကျွန်တော်တောင်ပေါ်ဒေသတွေပို့ပြီးပါသလားပါ တောင်ပေါ်ဒီသား တောင်ကြီးကြိုက်တာ အိမ်နာမည်ကျွန်တော်သိသွားပြီ သူလေ ကိုကြား အာမော်ကုန်ပြီကွာပေါ်ကုန်ပြီကိုကြား ဘိုးဘူးလားမသိဘူးဗျာလူမားပြီ ကိုချလည်းမဟုတ်ရင်လား ကိုကြားမေးကြည့်ပါလားကိုကြားလား ဟာလားကြားလား ဟုတ်ဘူး ကဲဟုတ်ပါပြီအဲ့ဒါဆိုရင်တော့2မိနစ်လဲကြော်သွားပါပြီเนาะဒါဆိုရင်ဒီကျွန်တော်ချစ်စရာရန်ကောင်းတဲ့ပြောင်းမှုဂျိုကာပြောင်းမှုကိုမျက်နှာပုံရဲ့နောက်ွယ်ကဆယ်လီဘယ်သူဖြစ်မလဲလို့ဦးငတ်ဘယ်သူလို့ထင်လဲ ကြော်ဘူး ကြောဘူးတော့ဟာယူပြောလာကြံ့ယူပြော အဲ့ဘောကိုကြားလေ ဟုတ်ကဲ့ဘာလို့ပြောလိုက်တာလဲဟုတ်မှာမဟုတ်လား ကြောဘူး ဟုတ်ဘူးလား ဟုတ်ဘူးလက်မရထောင်းဟုတ်လည်းမဟုတ်ပဲနဲ့ ကဲအဲ့ဒါဒီဒီရော တမီးကတော့ဟိုပါပဲဥပေလူပါပဲ အဲ့ဒါဟိုထွန်းတော့ ကျွန်တော်အတွေ့အကြုံကပြောရမယ်ဆိုရင်ဒါဇင်းအောင်မောင်မောင်ဗျာ ဇင်းရောမောင်အီနော်ဟုတ်တယ်မင်းလည်းတော့ထွားချရင်ဟာဇင်းရောမောင် ကျွန်တော်တေချာကိုင်းကြီးခဲ့တာကျွန်တော်ကိုင်းကြီးခဲ့တော့ဒါဇင်းအောင်မောင်မောင်ပဲတေချာဥစဉ်အောင်မောင်မောင်ပေါ့နော် ကဲအဲ့တော့မစားလေးရော ညီညီမောင်ဆန်းချောင်းလေတူတူလေ တူတူဟုတ်တယ်ဟုတ်တယ် ဟာ ဟောဥစဉ်အောင်မောင်မောင်မရဘူး ဟုတ်တယ်ဖြစ်နိုင်တယ် တူတူဘာလို့လဲဆိုပုံစံတော့ထောင်းထောင်းမမောင်းနဲ့လေဒီဟာတွေကလည်းကားနေတော့လေ ဟုတ်စားလာတဲ့ပြောရင်လေလောက်နှွဲ့နှောင်းပြီးကမှတော့ကျွန်တော်လည်းသူ့ကိုကြံ့ကြောထင်တာဒါပေမဲ့ကြံ့ဆိုတော့ကြံ့မကြီးထင်တယ် ဟုတ်တယ် ဒါဖြစ်နိုင်တယ်ကြောဖို့ဆိုရင်မဖြစ်နိုင်ဘူးကြောဖို့မိတ်ကပ်လိမ့်ပေးတဲ့အဲမိတ်ကပ်ဖန်ကြီးတူတူဟောပြတယ်ဟာဒီဂျူကပြောင်းမှုကိုဦးငက်က ကြော်ဘူး ကြောဖို့ဒီဒီက ဥပေလူက ဥပေလူကထွန်းတော့က ဥစဉ်အောင်မောင်မောင် ဦးစင်းရောမမောင်မဆာလေးကညီညီမောင်ဆန်းချောင်းဆိုပြီးတော့ခက်မှန်းထားပါလေခင်ဗျာ လုံးတော့မထင်နဲ့နော်စိတ်မသိငါတော့အာဆွဲပြေရှင်မထဲကောက်သွင်းလိုက်တာနော် ဟာမိုက်တယ်ကွာအဲ့ရမိုက်တယ်ကွာဘလို့ အာ ပြပြလေဟာဘယ်ငါကြောင့်ပြပြလို့ မကြောက်မရောမကြောက်မရောရှင်မထဲအသွင်းခံအောင်မယ်အော်ဒုက္ခလို့ရှင်နိုင်မှုတွေရှင်အော် အဲ့ဒီမှာပေါ်သွားပြီ ဘာလို့နေကြလဲရှင်မောင်မ ဟုတ်ဘူးခုနကနဲ့တူလာကြည့်တာဂျိုကာပြောင်းမှုတွေလက်ကုပ်တန်ကျဲကြီးတခါလား ဒုက္ခရတော့မလား ဂျိုကာပြောင်းမှုကနော်တကယ်အရန်ချစ်တတ်တယ်နော်သူ့မိမတော့မဖြစ်နိုင်ဘူး ကျွန်တော်ကစဉ်းစားမိခုနဂျိုကပြောင်းမှုဆိုရဲအတန်ကိုကျွန်တော်မေ့သွားကျွန်တော် performance တွေပဲလိုက်ကြည့်နေပြောရတယ် အခုဒါမဲ့
तू ချစ်တဲ့အကြောင်းပြောရတယ်လေချစ်တဲ့ဆိုကိုရိုးတာကိုချစ်တာလားသူတို့တွေကိုချစ်တာလားဘယ်သူချစ်တာ အခုကိုချစ်တာ ကိုချစ်တာ ကိုချစ်တာ ဟာဟုတ်တယ် ကဂျိုကာကုနာကောင်မလေးနဲ့တာယာနေတယ်နော်တာယာနေမှာဟုတ်လားအေးအိတ်ကြဇာဇာနဲ့တွေ့မှာဇာဇာနဲ့တွေ့မှာဇာဇာနဲ့တွေ့ပြီ ဟောဒါပဲဒါအဝေးကွင်းပေါ့ ဒါပဲဗော အဝေးကွင်းလာကြတာဟုတ်တယ်ပေါ့ ကဲတော့ခဏလေးဂျိုကာပြောင်းမှုကဘသူမှန်းဆိုတာမသိပါဘူး မသိဘူးလေ နော် လုံးဝမသိတာ အဲ့တော့ ပိုပြီးမှန်ခတ်သွားပြီ မသိဘူး ပိုပြီးမှန်ခတ်သွားပြီ သူရဲ့ဘာပဲ performance တွေကိုခုနကိုယ့်ရဲ့မြည်ရွယ်သမီးရွယ်လေးနဲ့ကတဲ့ performance တွေကို comments တွေပေးပါဦး ဟောဒါကျွန်တော်ကတော့ဒါ performance ကိုပေါ့နော်အဝေးကွင်းကန်တဲ့ performance လို့မြင်ပါတယ် မမန်တယ်လေမမန်တယ်လေဘာလို့ကန်ကောင်းလဲ ဟုတ်တယ်ဟုတ်တော့ပါစေ ရဟုတ်ကဲ့ လုံးဝ Man U fan အာ တွေ့လားတွေ့လား ဟုတ်တယ်ဝန်ခံ ဒီပါလေ ငါတို့အရန်သိမနေနဲ့လေ သိတာပေါ့မသိပါဘူး အနည်းဒီကောင်လည်းနိုင်ယူဖန်ပဲလေ Man U fan ငါတော့သူမှန်းကိုရီးယားမသိသေးဘူးလေ ဟုတ်တယ်ကင်မရာခတ်နေ ဟုတ်တယ် panelist လောက်လိုက်တတဲ့တစ်ချောင်းဒါအခက်ဆုံးပဲ ဘာပဲပြောသွားသူလဲသိအောင်လို့သူ hints တွေပေးဦးမှာ ပြောနေပြီ လောက်သား ရန်ပြောချင်နေပြီဟိုမှာ နော် ပြောနေပြီ ဘယ်ဖြစ်လဲအဲ့ခေါင်းမကိုင်လည်းမချွတ်အောင်နော်ပြောပြောချင်တယ် hints တွေတခုပြော ကျွန်တော်ကဂျိုးကြတွေပြန်လာကြည့်ရတာတိတ်သဘောကျတယ် ဂျိုးကြငယ်ပြန်လာဘောကြတယ်ဟိုကနေ့ ဂျိုကြားကိုကြိုက်တာထားပေးနေတာ ကိုကြားကြည့်တာပေါ့ချောင်းကြိုးချောင်းကြားကြိုက်တာ ချောင်းကြားဂျိုးသားကိုခြိုက်တယ်နမနေ့မေကုန်မိမယ်စပြီနော်ကျိတ်သေးပြီလား ကျိတ်ပြီရန်ဖေးချင်တယ်ပြီ စလို့ရပါပြီဗျာ နိုင်အောက်တွေထွက်လို့ရှိရင်လို့တမီးတို့နဲ့ခဏစုံဘူးလား ဒီဒီရဲ့ နိုက်ကမအားတော့ဒီရောက်ပဲထွက်တယ် တွေ့အပြောဦးစင်ဟောရဘယ်လိုနိုင်အောင်ထွက်ပါလဲ၄ယောက်ပဲထွက်တာတဲ့နိုင်အောင်ပြောယူနိုင်အောင်ထွက်တယ်တော့မပြောပါနဲ့ ဒီတရားအဲ့ရိုက်လို့လားအဲ့ရိုက်ဘူးလားပြော မရိုက်ဘူး အေးဘလို့စုံမလဲ ရိုက်ဘူးလေငယ်ငယ်ကမှနိုင်အောက်တွေပါတွေထွက်ဘူးလေ ဂျိုကာကလေမတ်စာလေးနဲ့ရုပ်ရှင်အတူတူရိုက်ဖူးတယ်မလား ရိုက်ဘူးလေရိုက်ဘူးလေ ဟုတ်ရဲ့ အဲ့မှာမက်ဆာလေးကကျွန်တော်အဖွာ ဟေးလောက်တယ်လားလောက်တယ်လားအဲ့လိုလူရှင်တော်တစ်ပိုင်းတော့ ဟုတ်ရကျွန်တော်သိပြီကျွန်တော်လုံးဝခံမလို့ရပါပြီဟိုဦးစင်အောင်ရတော့လုံးဝတေချာတော့ရှိရောဗျာဟုတ်လားဗမာတချင်းအဆူကျင်တာလေအဲ့ဒါဒီတစ်ချက်ပြော ရေချိုးကနေမှာ ယူရတယ်ပါ ဘာလို့ရင်းနေလဲ ညစုံ ဒီလားသူ့မှာဟာတညံရှိတယ် ဝိတ်မတက်အောင်ဘလို့များထိမ့်သိမ့်လဲမသိဘူးမြဲတယ်နှုတ်နေအောင်လို့ ပြောင်းဘူးစားပြီးထိန် ဟောပြောင်းလာပြီကိုယ့်ကိုပြန်သားတော့ ပြောရတယ်လေခုနတွေကသူ့ကိုယ်သူချစ်တယ်တဲ့ ဟိုဟာလေထုံးကိုစားမေးမယ်နော်နှင်းစီကိုသိလားကျမကနှင်းစီပါမအောင်ဆိုတာသိလားဟမ်သိလား သိရတယ် ဖွေးပေါ့ဖွေးကိုသိတာပေါ့ဟုတ်တယ်မလားသိတာပေါ့သိတာပေါ့တင်းဆောင်လည်းကောင်းသိရလေ ဒါမင်းတော့သူသိနေပြီလားဆို အသိရလေ သိနေပြီ ကျွန်တော်သိတယ်ဘူးလဲဆိုကျွန်တော်ကောင်းတယ် ဟုတ်လို့ ပြီးတော့အမကတော့လေဟိုသိတယ်လို့မသိတယ်လို့ဖြစ်နေတာအဲ့လို သိတယ်လို့မသိတယ်လို့ပါပဲ နင်းစီကဒီကြိုင်ဝဲမှာပါတယ်လေ အနည်းစရာဟုတ်တယ်ဒီပိုင်းမှာပါရလေ ဟဲ့ဒီ ရှား ကလည်းသိသွားပြီလား သမီးကလေဒီဟာကလေသမီးကစိတ်ချတာမတူဘူးပေါ့နော်ကိုထိုးတို့မဆလေးတို့ဦးငတ်တို့နဲ့သမီးကမတူဒါအရက်ရှည်တယ်ဒီလိုမျိုးအကြီးလို့သမီးကမဟုတ်ဘူးတေးလေးလိုပဲထင်တယ်အောက်ကဖက်ချက်အမြင့်ကြီးစီးတာဒါဥပေလူကဂျိန်းတယ်လေလုတ်ခဲ့ ဖေလူက တေးလေးဆိုဘယ်နေမှာကြုတ်တော့ ဟုတ်ဥပေဆိုတော့ဥပေလူကဂျိန်းတယ် ဒီပြောဖြစ်နိုင်တယ်နော် သူတော့ဖက်နဲ့အမြင့်ကြီးစီးတာကြည့်လိုက်လေ ဒီပြောဖြစ်နိုင်တယ်အခုကျွန်တော်ဦးစင်မောင်လို့ထင်တဲ့တန်တရားကြီးကျွန်တော်နည်းနည်းလွဲမှားသွားပြီဗျာကျွန်တော်မှားပြီလားမသိဘူးသလားဟုတ်တယ်ဒရိုက်တာတော့ဒရိုက်တာပဲဟုတ်တယ်မလား ဒရိုက်တာ ဒရိုက်တာတော့သိကြဟုတ်တယ်မလားဒရိုက်တာတော့သိကြဒရိုက်တာဝင်းထုံဖြစ်မယ်ဒရိုက်တာဝင်းထုံဗျာ ကိုဝင်းတော့ဖြစ်တယ်ဟုတ်တယ်ကိုဝင်းတော့ မင်္ဂလာပါဘူးတို့ ကျွန်တော် အာ ကျွန်တော်တော့ကြောက်ကြည့်သေးတယ်နော် ဟိုသူလောက်နေတဲ့ item တွေကိုကြည်ချမ်းအဖြစ်ကိုခင်လိုက်လည်းဖြစ်နိုင်တာပဲဟုတ်တယ် ဟုတ်တယ် ကိုခင်လိုက်လည်းဖြစ်နိုင် ဝင်းခွေးတို့ဥက္ကဋ္ဌဖြစ်နေတယ် ဒီကမှာနော်ဒိုင်လူကြီးနဲ့ကျွန်တော်နဲ့လောင်းပါနော် နောက်ပါ ဒိုင်လူရဲ့ကျွန်တော်လောင်းပါ နောက်တစ်ယောက်ရှိသေးတယ်ဒါရိုက်တာထဲမှာသိလား ဟုတ်တယ် မိုက်တီးလည်းဖြစ်နိုင်တယ် အာ မိုက်တီးရွရတယ်မိုက်တီးကရွရတယ် ကျွန်တော်တော့ဦးနုံနုံပဲဗျာလူပြောင်းသွားပြီဦးနုံနုံပဲတေချာသွားပြီဒါဆိုရင်အခုဒီကိုလာဖို့အတွက်တချင်းနေအစိုးရရေချိုးခန်းထဲမှာပဲကျင့်နေတာပေါ့ ဟုတ်တယ် ရေမချိုးဘူးပေါ့ ဒီကျုပ်ကိုမေ့သွားတယ် ဒီလိုမျိုးတစ်ချိန်ပဲဆိုတာ ရှူတင်သွားရင်မိမအမြဲတမ်းလိုက်လာ မိမမရှိဘူးလေ ဟုတ်လား အိမ်မလည်းလိုက်တယ်ယောက်ျားလည်းလိုက်တယ် ဟေး ရှူတင်မှာဆိုရင်အများနဲ့ဘေးထဲမှာတငယ်နဲ့ဝင်ရမိနေရမလား မဆာလေးနဲ့ခီးတူတူသွားဘူးလား ဒီလူတော့ဘူးလား ရဘူးတက်ဘူးရဲ့ ဟမ် ဘယ်ဟုတ်လဲ
ပကံပကံလား ပကံလား ကိုလူကခရီးသွားတာကိုကြိုက်တယ်မလား ကြီးသွားတာကြိုက်ပါတယ် ကိုလေခုနမေးရပြုံရှူတင်မှာသူဘေးနားမှာတငယ်တွေပဲဝင်းရမိထိုင်တာလား တငယ်လေးလည်းရှိတယ် တကယ်တော့ထွန်းထွန်းလို့ပြောမှာတကယ်တော့ထွန်းထွန်းလို့ပြောမှာ ဟုတ်တယ် အကော တ တ က က ယ် ယ် လေးရှိတယ်ဆိုတော့ ရှူတင်လာလို့ရှိရင်အုတ်ထုတ်ကအမြဲတမ်းစောင်းတာလား အုတ်ထုတ်မစားဘူးထီးပဲဆောင် မဟုတ်ရှူတင်ဆိုရှူတင်ရဆိုတေချာသွားပြီပေါ့ဒါဆိုအစိုးရမဟုတ်ဘူးပေါ့ ဒါပေါ့ရုပ်ရှင်တွေကပါ ရုပ်ရှင်တွေကပေါ့ အစိုးရလည်းရုပ်ရှင်ရိုက်တာပဲလေ ဩအစိုးရလည်းမဟုတ်နေတာလေ ဆိုတော့ရုပ်ရှင်နေတာ ဒါဆိုဒရိုက်တာလားတရုပ်ဆောင်လား ရုပ်ဆောင်ဒရိုက်တာ တေချာတေချာဒါဆိုဘယ်သူလဲဆိုကျွန်တော်ခံမလို့ရပါပြီ တေးကြပါ ရုပ် ပြီ ဆောင်ဒရိုက်တာအစိုးရ လို့ပါချင်းချင်းလေးချင်းချင်းလေးဘာလို့သူ့လဲအဲ့လိုချင်းချင်းမချွတ်လိုက်ရှင်လေထားထားချင်းတည်းကတော့ချက်ပြောမေးမေး ဆိုင်းခန်းလိုက်လားလို့ဆိုင်းနဲ့လည်းပြီးတော့ အလုံးကကြောင်ငါထော်လာကြီး မဟုတ်ပါဘူး ဒီတိုင်းခါလာတော့အိုးလေးလှုပ်ပါဟေးအိုးလေးလှုပ်ပါဟေးလှုပ်သား လှုပ်ပြ လှုပ်လိုက်စမ်း ဟုတ်တော့ तू ကနော်ထင်ရတာပဲမဲ့သူ့ရဲ့အမူအရာအရင်နှွဲ့နှောင်းနေတယ် ဟုတ်တယ် နော်မိတ်ကအမှုပညာရှင်တွေပါတော့မဖြစ်နိုင်ဘူးလား မမီလား မမီလည်းဖြစ်နေဖြစ်မှာ ဟဲ့မော်ကာမမီလား မဟုတ်မိတ်ကနုပြချင်းတော့လင်းလင်းမတပါတခြားမရှိဘူးဒါလင်းလင်းပဲတေချာတယ်မိတ်ကနုပြချင်းဟုတ်တယ်မလားမိတ်ကလိမ့်နေမလား မိတ်ကလိမ့်နေ မိတ်ကလူများကိုလိမ့်တာလားကိုယ့်ကိုလိမ့်တာလား အခုလုံး ဟာလူများလည်းလိမ့်နေကိုလည်းလိမ့်နေပေါ့ စက္ကန့်30 ကာမဝါတာဝါသာပါတယ်မို့လား ကိုယ်တိုင်မောင်းနေကိုယ်တိုင်မောင်းနေ ခုနကကိုသူဟိမေးပါဂျိုးကြပါပြောရတာဂျိုးကြပါလေ ဂျိုးကြပြန်တာကိုကြည့်ရအောင်ကြိုက်ဂျိုးကြပြန်တာကိုကြည့်ရကြိုက်တယ် ဂျိုးကြအစိုးရဂျိုးကြကိုပြောတာ ဟဲ့ ဘာလို့တုံတာအထဲမှာအဲ့လိုချွေးရထွက်နေအောင်ကျင်းနေတယ်ဗျာသလားအရင်သဘောကျတယ်ဗျာ ကိုကသဘောကျတာလေခုကလေကိုတွေစရတဲ့ကနော်တောက်လျှောက်ကြီးပါလာတာနော် ဟုတ်တယ်ဒီစီဇန်မှာအုတ်ထုံးမချို့ရမှာသူတယောက်ပဲ မဟုတ်ပါဘူးအဲ့တော့မပူနဲ့ဒါစီဇန်2လေ3ကြမှာချုံ ကောင်းတယ်ကောင်းလိုက်ပါနေပါနေပါဘယ်တော့ကစိတ်ဆိုးပြီးတော့မယ်စောင်း နေ ကြော ပါ င်း မင်းတို့စက္ကန့်30ကျန်သေးစက္ကန့်30ကသူများဆိုရင်တော့တကယ်စက္ကန့်30ပဲမတကယ်ညစက္ကန့်30ဆို3နိုင်လောက်ကြာတယ် ဟောဘာလို့ဒီတိုင်းမနာတော့မယ် လက်သေးပါဗျာ 15စက္ကန့်ပဲကျန်တော့တယ် ကဲ မြင်လေးမိမယ်နော်15စက္ကန့် ဆက်ပြီးတော့ရှေ့လျှောက်ဒရိုက်တာအနေနဲ့ရက်တည်သွားမယ်လို့မျှော်လင့်တယ်ဟုတ်တယ်မလား ဒရိုက်တာအနေနဲ့ရောအစိုးရပြုတ်ဆောင်နေနဲ့ရောဒီတော့ ဆုံးလုံးသူနေနဲ့ရက်တည်သွားမှာဟုတ်တယ်မလား ခလို့ဒီအနေနဲ့ရက်တရားကိုထွတ်မှာမဟုတ် ဆွဲစုံရရေးဆွဲစုံရအကုန်ရတယ် အခုကတုံးလားသမင်ဘာလားကြီးလို့ ဘူးကတော့ခါလိုက် ဒီမှာလေအမွေးထောင်းပြောင်းမွေး အမွေးမီးအောင်လင်းနေလေ မိမိသွားရင်အဲလဲနဲ့ပြောင်းမွေး အပြောကြော်နာနာကြီးကြီးတခွန်းပြောလိုက် ဦးငါပြောကြောကကျွန်တော်ငငယ်လေးတွေကကြားရတဲ့ဒီဥစ္စာကျွန်တော်မေးချင်တာကဒီအသက်အရွယ်အထိအသားအရည်တကမတက်ဖြစ်အောင်ဘယ်လိုထိမ့်သိမ့်တာ ဘလို့သေးတယ်ခုံးဒါအရေးကြီးပါ ရေမချုံ မပြောင်းမလဲဖြစ်နေတဲ့အ ရေ သား မချုံဘာပြောချင်လဲပြောသား ဖြစ်နေတဲ့အ ရေ သား မချုံဘာပြောချင်လဲပြောသားဘာဖြစ်လဲအသားကြီးကိုသားကြီးကိုထိမှာဘာဖြစ်လဲဘာမနာလို့တင်တာ တော့လေ live တွေခဏခဏလွှင့်လား လိုက်တော့မလွင့်ပါဘူးတခါလေးအိမ်သာတက်ရင်းနဲ့တော့ live ခလို့တော့နှိမ့်မိ ရေချိုးကလည်းမနှိမ့်မိရပါဘော ကလေးရောချစ်တယ်လားကလေးချစ်တယ်လား ကလေးရောလူကြီးရောအကုန်ချစ် ယောက်ျားလေးရောမိန်းမလေးရောကုန်ချစ်လား ယောက်ျားလေးကို ပူတယ်ယောက်ျားလေးကိုပူ မဟုတ်ပါဘူးသူကချစ်တယ် အမျိုးသမီးက fashion ဘိုင်းမှာအရန်နာမည်ကြီးရယ်လေ မိန်းကလေးတိုင်းကတော့ fashion ကိုဝါသနာပါကြတယ် အမေတွေကတူဝါနာပါလားတူဝါနာ ပြအဲ့လိုအလုပ်တွေကတိတ်တိတာတယ် မကြည့်သူ့ဖက်ရှင်ကိုကြည့်ဘယ်လောက်စိတ်ဝင်စားလဲမိတ်ကတည်းကရဲပလောက်ခန့်မှာ ချွေးကလည်းအေးဆေးပဲတဲ့ ကဲအဲ့ဒါဆိုရင်အချိန်ပြည့်သွားပါပြီကဲစုံတော်ကြီးတွေစုံစမ်းထောက်လှမ်းလိုက်တာအရန်ကိုတိသွားပြီလို့ထင်တယ် သိသားပြီ သိ မ သွား သိ ပြီ ဘူးမသိတော့ပါကျွန်တော်တော့မသိဘူး တိနေလဲပြောလိုက်တော့လို့ ဟောသိပြောတာမသိဘူး မသိပါမသိတာဘယ်လိုပြောမလို့ မသိဘူး 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 तू မပြောရမှာသိပြောလိုက်လို့မသိဘူး သိတယ်လို့လို့နဲ့ သမီးကသိတယ်လေ သိလား မသိဘူး သိရောသိကျင်လား မသိချင်ဘူး မသိဘူးသိလဲ ပရိသတ်ကမသိလဲမသိချင်မယ်လာကြည့်မသိချင် ဒီတယောက်တည်းမသိချင်တာကျန်တဲ့လူအကုန်သိချင်တယ်ဒါအရင်ကခေါ်ရလို့ ဟုတ် ကဲ တာ အဲ့ဒါဆိုရင်နော်ဒီဂျိုကာပြောင်းမှုရဲ့တရုတ်မှန်အမှုပညာရှင် ဟုတ်ကဲ့ ဆယ်လီ တယ်လီ ဘယ်သူဖြစ်မလဲနော်ကဲကိုကိုထွန်းထွန်း ကျွန်တော်အရှိဘက်တွေတော့ကျွန်တော်ဥစဉ်အောင်မောင်လို့ထင်ခဲ့တယ် ထင်ခဲ့တယ် တော့မဟုတ်ဘူးမားတယ် ဘယ်သူလဲအဲ့ဒါဆို ဒရိုက်တာဦးဝင်းထွန်းထွန်း ကိုဝေ
ထွန်းမစားရအောင် မဆာလေးကအရှိတ်ပတ်တယ်တော့လေညီမောင်စမ်းချောင်းတူတူနဲ့တူတယ်လို့ပြောတာလေတကယ်တမ်းတော့မဟုတ်ဘူး သူထဲမှာ ဆိုင်ခိုင်း ဆိုင်ဆိုင်ခန်းလား မဟုတ်ပါဘူးဗျာ ကဲဦးငါပြောကြအောင် ကြော်ဘူး ဒီနိုင်ငံတော့ကိစ္စစကားကြောင့်အသားဆက်ပြီးတော့မဲပါစေ ဟေး ဒီဘက်ကညီမလေးဒီဒီရော တင်းလာပြီနော် သမီးကအရင်တစ်ပတ်တုန်းကတော့ဥပေလို့ထင်တာစွားထီလည်းထင်သေးတယ်ဒါပေမဲ့မဟုတ်တော့အခုသမီးထင်သွားတာဟိုဟာဥတူရာဥစားကတာလို့ထင် ဟာကရုံး ဦးစားကနာ တက်ကဥစ္စာကနာ ဟုတ်တယ် အမိုးတော့ပါဘူး ဟုတ်တယ် ဟောက်ွားတယ်နော် အဲ့ဒါကအကွေးတွေကိုတမင်တက်တက်ထားတကယ်တော့သူ့မှာစပင်မရှိလို့ အကွာလို့မထင်ဘူးနော်သူတချင်းစောလည်းကောင်းတယ်ကားလည်းကောင်းတယ်ဆိုအခုထင်တာသူ့ကိုကြော်ကြော်နေနာလို့ထင် အော်ဒါလည်းဖြစ်နိုင်တာ အဲ့ဒါရေးရှိရ ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဘီနာချစ်စရာဂျိုကာပြောင်းမှုကိုကိုထွန်းထွန်းကဒရိုက်တာဝင်းထွန်းထွန်းမမစားလေးကဆိုင်ဆိုင်ခန်းလိုက်ဦးငက်ကကြော်ကြော်ဖို့ဒီဒီက ဥစားကတာ ဦးစားကနာဆိုပြီးတော့ခတ်မှန်းလိုက်ကြပါလေခင်ဗျာပြိတ္တကြီးဆယ်လီစနောတွေတတိထားမိလား ဘာလဲ သူကဆိုရတဲ့ style ရောဆိုရတဲ့အတန်ရောမသိရင်ဦးကျော် ကြော်ဟေးဟုတ်တယ် နော် ဦးကျော်ရဲ့ ဦးကျော်များဝင်စားလာလား သူကတော့အတန်ကာလာတုံးတော့ပြောင်းမလိုက်တာပြောင်းမလိုက်တီးတာပြောင်းမလိုက်သူဘယ်သူလဲဆိုတော့ကျွန်တော်တီးနေလို့သူပြောင်းလိုက်တယ်ဗျာ သွားမယုံဘူးဆိုတော့သူပြောအဲ့သူတို့ထိုင်ဆယ်လီစုံတော်ကြီး၄ယောက်ရဲ့စကား ဘယ်သွားအန်သွား သွားမမြင်ဘူးဆိုတာလေဒီဘက်ကခုနတူဆွဲချင်ပါ ရုံတယ်ဟုတ် ရုံ လေ တယ် ဒီ ဟုတ် ဘက်လေးကိုမယုံဟောယုံနေဟုတ်ဆိုတော့မယုံဘူးလေငါတို့ကချိတ်ထားတာချိတ်တယ်သူတို့ပြိုင်မှာဟဲ့လားမသိချိတ်နေလားမသိနော်ဝေးကွင်း ကျွတ်ပါပဲတီးရပါပဲ တွေးကြမယ်ကဲအဲ့တော့ဒီကကျွန်တော်တို့ဦးကျော်ကြီးဟောပါဦးကျော်ဖြစ်သွားတယ်ဒီပြောင်းမှုရဲ့နော်ဒီဆိုွားတဲ့ဦးကျော် style နဲ့ဦးကျော်အတန်းနဲ့တကယ်ဦးကျော်ပါပဲအဲ့ဒီဟာရဲ့နော် performance တွေကိုပတ်ချက်လေးတွေဒိုင်နူးစီကကြားကြည့်ပါလေခင်ဗျာ country rock ပုံစံလေးပေါ့နော်သူစုံနေကြပုံစံမဟုတ်တဲ့ပုံစံကိုသူစူးစမ်းပြီးတော့စိုးရတဲ့သဘောတော့ရှိရဲဆိုတော့မိုက်ပါတယ်မိုက်တယ် performance မိုက် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မစားလေးကလည်းပြောပြပါဦးခင်ဗျာ ဟုတ်ပါတယ်ဦးကျော်ကိုလေပြန်ပြီးတော့ဦးကျော်စိုးနေတာကိုကြားနေရတယ်လို့ပဲရမ်းကောင်းပါတယ်ဦးကျော်ကဖြစ်လိုက်ပါတော့ကွာကဲဟုတ်ကဲ့အဲ့ဒါဆိုရင်ဦးငက်ကရော ဟောဘာပြောဒီပုဂ္ဂိုလ်ကကိုအများကြီးကားရိုက်ဖူးပါတယ်ဇလန်းတွဲလေးလည်းရိုက်ဖူးတယ်ဒါပေမဲ့ထင်ထားတာလည်းပို့တော်တယ်သူကတီထွင်စမ်းသစ်မှုတွေအများတန်းရှိနေတယ် ရမ်းပါကျေးဇူးပါပဲ ဘာပြောပြတာဘောကြသွားတယ်ဘောသဘောကြသွားတယ် ကဲညီမလေးဒီရော အရန်ကိုမိုက်တယ်အရန်ကိုကတာရောဒီလိုမျိုးတွေကမျက်စိလေးတော့မထွက်တော့ဘူးဖြစ်အရန်ကြိုက်တယ်ညဘက်တော့သမီးအိမ်မက်ထဲမှာထက်မှတ်အရန်ကြိုက်အရန်မိုက် ဟုတ်ကဲ့ပါအဲ့တော့ဒီဂျိုကာပြောင်းမှုကမျက်နှာပုံးချွတ်လိုက်ရင်သူ့ရဲ့တေးဥမှန်ဘသူဖြစ်မှာလဲတဲလွန်စားကတော့ပြောလို့မဖြစ်တော့ဘူးเนาะအစစ်အစစ်ပြောလာခဲ့ပြီးပါပဲအခု quarter final အဆင့်ဆိုတော့တဲလွန်စားမပြီးတော့ဆယ်လီစုံတော်ကြီးတွေက2မိနစ်မေးခွင့်ပေးမယ် ပေးမယ်လေ ကဲအဲ့တော့အရန်ပေးခြင်း ပေးခြင်းလေပေးခြင်းပေးခြင်းအရင်ပေးခြင်း ကဲစမေးလို့ရပြီ ပြီးလို့ရ မိကတင်နဲ့ဗမာတက်တာလာမိကတင် YouTube ကြည့်ပြီးတော့လုပ်တယ် YouTube ကြည့်မြကျင့် ကျူးကျင်ပြီးတော့လေးကျင်တာ ဩအဲ့ဒါကြောင့်အဲ့လောက်လိမ့်တာတော်နေတာ ။သမီးတစ်ခုတော့မေးချင်နေတယ်။ကိုကြော်ဘုံနဲ့အပြင်မှာရင်းနေလား သူတော့ကျွန်တော်တော်တော်ကြိုက်တဲ့ရုပ်ဆောင်မှာပါ ။အော် crash နေရပေါ့ crash နေတာကျွန်တော်တို့ crash နေဆေးလေးဖြတ်ပြီးတယ် crash နေ ဟိုဟာလေ ဒီတိုင်းမွေးနေပွဲတွေအရန်လုပ်တယ်နော် မလုပ်တာ3-4နှစ်လောက်ရှိပါတယ် ဩ ဟိုစပင်းအလားပြင်တင်နဲ့ဗမာတက်တာ ယူကြည့်ရမယ် ဩကျူးပါပဲ ကြည့်ပါပဲ နှစ်ခုတက်တယ်သူက အဲ့တော့ဟိုဟာလေဟိုဒေဝိစရာပေတကညာလာတရာတို့ဘောင်းကားစုဝေးလှဟန်ရေးလှဟန်ပြောနေတာဘာကနဲ့ခင်ဗျာ ဒီနေ့တော့ကြားဘူး အဲ့ဒါကို YouTube ကပဲသိရလား YouTube ကကြားဘူး အခုလေယူတယောက်သွားပြီးတော့ချက်ပေါက်ချုပ်လုပ်မယ်ဆိုတဲ့အစီအစဉ်အောင်မြင်တော့မှာလား ပိုက်ဆံစုနေရမကြည့်ဘူးလေ တခုဆိုပြောအခုပြည့်ပေးမှု တင်းလိုက် လောက်အောင်မေးရပါဦးမတို့ ဟုတ်လားအဲ့လိုမျိုးသွားဖြတ်ပေါက်ချုပ်လို့ ယောက်ျားကြီးပြောမှာယောက်ျားကြီးချက်ပေါက်ချုပ် ဒါ လုပ်တော့မှာ ဒါပြိတ္တကိုမကြိုင်ချပြမှာ ဟိုသူ့ရမောင်းတယ်သူ့ရဲ့ရုပ်ရည်နဲ့မထင်အောင်နော် ထင်ရပါလေဘယ်လိုမထင်ရထင်ရတယ် တင်ရတယ် ထင်ရတယ် ဟောပြောတယ်ဘယ်တော့အသေးခွဲနေရဆိုကောင်းလေးနဲ့ပြတ်သွားလို့ ဟဲ့ အဲ့ဟုတ်လား ပြန်ဆက်လိုက်ပြီ
ဟုတ်ဘူးလား ဘယ်ရလဲကောင်းလေးက ကောင်လေးကဘယ်ရလဲတဲ့ ဘေးကကိုကြီးလား အဲ့စိုက်ကယ်တွေပါရစီရဝါသနာပါလား ရမ်းကြိုက်ပါလေ မြင်းရောစီးလား ရင်းလည်းရှိတယ် ညဆိုမိတ်ကပ်ကိုအပြည့်လိမ့်ကအဲ့ဒါလိမ့်ပြီးအိတ်တာ မိတ်ကအွန်ပြီးတော့အိတ် မိတ်ကပ်အောင်ပြီးအိတ်တာ အော်လို့ ကိုထွန်းထွန်းကိုကြည့်နေနော်ဘာရင်မေးမှလည်းမသိဘူး အိတ်ကနေကြရင်ဘာပြောຫນွေဆိုတော့ပူပါပေါ့လေပူရင်ဟိုအပားလေးတွေဝေးရတာပေါ့နော်အဲ့တော့ကိုလူဝတ်တဲ့အင်ဂျီကဘလာစီယာနံပါတ်ဘယ်လောက်လဲဟုတ်ပါဘူးစွတ်ကျက်နံပါတ်ဘယ်လောက်လဲ ဒီစုံတော့တရားမဟုတ်တော့ဘူး ဟောမဟုတ်ပါဘူးကျွန်တော်ကဒါဒရိုက်တာကိုမိုးလို့ ပထမဦးစင်းမမောင်နောက်တော့ဝင်းတော့နောက်တော့ကိုကျော်စောလင်း ဒါကိုကျော်စောလင်းကိုမိုးလို့ကျွန်တော် ထင်တာအဲ့လိုထင် ထင်တော့ပေါ့နော်ဘောလုံးပြန်ကမှုရွေချက်ရှိလားလို့ မကန်တော့ပါဘူး ဘောလုံးမကန်တော့သူကဘောလုံးအပိုင်သိမ်းလိုက်တာညညဖိုက်တာ အောက်ပါစေတစ်ချင်းလေးနဲ့ဆိုပြပါအောင်ပါစေတေရတုနဲ့ကြွေတကြီး ရမ်းကောင်းတဲ့ချင်းပါလေ ဟိုလေလက်သေးနီတွေတော့စိုးပြစ်သေးလားအဲ့လိုညအိစာနီလက်သေးနီချင်း ကိုထွန်းထွန်းမေးတာဘာမှမထင်နိုင်ပါဘူး ကျေးဝါအခုအဲ့ဒီအဆင့်တွေကကြော်ဖြတ်သွားပြီနော်မိတ်ကပ်တင်တဲ့ကလည်းသူ YouTube ကနေကြည့်တက်သွားပြီအခုကမဲစာလေးတို့ဒီဒီတို့နောက်ကိုလိုက်လင်းလို့ရလောက်တဲ့အဆင့်ဖြစ်နေပြီ အာ သိရလို့မေးတာဘာလို့မဖြေရတော့ ဟွာလေသမီးလေးကလည်းလေတချင်းဆိုတာတော်တယ်ဟုတ်တယ် ဘာလို့လဲ သမီးလေးက 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 သမီးရှိရ ကြည့်ရဲ ဟာလား तू မွေးတာလား မွေးထားဟုတ်လားဟုတ်တယ်မလား မိခင်ကောင်းတယောက်ပါ အော်မိခင်ကောင်းတယ်မိခင်ကောင်းတယ်ပါ ဘယ်နှလားနှုတ်တိုက်ရလဲ မဖြေဘူးလို့ပြောတယ် တို့လုံးနေတာတိတယ်ကွာမကောင်းပါဘူး ဒီပြောင်းမှုထွန်းထွန်းတယောက်တည်းလုံးဝမသိသေးဘူး ဟုတ်တယ် နော်ထွန်းထွန်းလုံးဝမသိသေး အ ဘူး ရန်ခံမှန်း အဲ့တော့ဟိုကိုလူဘက်ကကိုကနာသွားပြီထုံကအပေါ်ကနေစွတ်ဖိနေတယ်အဲ့တော့ပြောင်းမှုကိုပိုင်ထားတဲ့ပြောင်းမှုနော်အဖူးလိုက်ထိုးလိုက်စမ်းပါထိုးလိုက်စမ်းပါအဖူးလိုက်ထုံ အိုးထွန်းထွန်းကပထမဆုံးသူလာတိုင်ကြည့်ပြီးတော့မသိဘူး ဟိုကန်ကြီးရသိရသိကန်ကြီးရအဲ့ကြောင့်သိရလေဒါဝေခွဲမရဖြစ်နေလို့ တီးတယ်လို့မသိ တေးကြောင်ထပ်မေးတာမှားမှာဆိုလို့ အခုနောက်ဆုံးပြောလိုက်တာဘယ်သူကိုထုံးပြောတာ ဟောဒါကိုမိုးကိုတွေ့ကိုရလာကလာကိုင်တော့ကကြတော့ဟောမိတ်ကလင်းလင်းနဲ့သွားတူနေတယ်ကိုင်ကြီးကိုင် ဒီ ကြီး ထဲကတော့လင်းလင်းကိုကင်မှုတာလား ကိုင်ပြီးခါခါတော့ကိုင်ပြီးပြော ရှင်းတယ်ရှင်းတယ် သူလင်းလင်းပါဗောလင်းလင်းပါ အော်ထုံကထဲ့တာလေ तू ကနော်နဲတောင်နဲသေးတယ်နော် तू ကတခေလူမဟုတ်အရွက်တိုက်နေတယ်လင်းလင်းဆိုတာနဲ့ तू ကရွရတယ် လုံးမရတာ သူတိုင်အရွေးလိုက်တိုင် 3မိနစ်တောင်ရှိနေပြီ သတိပေးရတယ်သူကအချိန် 10စက္ကန့်10စက္ကန့်မေးပါလား10စက္ကန့် ဦးစီအောင်မမောင်ကြီးနဲ့ရုပ်ရှင်တူတူရိုက်ဘူးလား ကိုကြားဆိုရင်နာမည်နဲ့လေ အာဒီပါရဲ့ဒီလေကိုကြလည်း အဲ့တပြမသိဘူးလေအဲ့တပြမသိပြပြလေလေအဲ့ဟာလေ သူမင်းလေဟောငါပြအောင်ဖြေတာ ဟုတ်လေကိုထုံးမေးတာ ဟောဦးစင်အောင်မောင်နဲ့ရိုက်တဲ့ကကိုကြားလား အေးရိုးမေးတာ哦တမီးတို့ကဒီမှာရိုးမေးတာ哦ဘယ်လိုဖြစ်လို့ကိုကြားလား စင်ရောကြီးကကိုကြားတယ်ဟလား ကဲဟုတ်ပါပြီနော်ဘာလို့သူ့ကိုမသိသေးဘူးကိုလည်းမသိသေးဘူးမသိဘူးလားလုံးဝမသိဘူးနည်းနည်းကြဲကြဲလေးပြပြလိုက်သိလားမသိဘူးထားအောင်ပါဩ အမှန်ကခံမန်းလိုက်ကြပါတော့မောလာပြီ အမှန်ပဲခံမှန်းတာ ကျွန်တော်တို့ကတော့ကိုမိုးဦးပဲကျွန်တော်တို့ကဒါကိုမိုးဦးပဲ ဦးငဲကဟိုတနေ့ကပြောတာ3ကစတဲ့ပြောတာကြော်ကြော်ဘူးလို့ပြောတာဟုတ်တယ်မဟုတ်ဘူးကျွန်တော်အခုမှသိတယ်ဒီသမက်စင်ကမြန်မာရဲ့အစီအစဉ်ကမျက်နှာဖုံးတွေအတန်တွေရုပ်တွေကိုအကုန်ပြောင်းလာတာအဲ့တော့မင်းယောက်ျားတဲ့ကြီးတွေ့နေပြီမဲ့လေမိန်းမဖြစ်ချင်းဖြစ်မှာအဲ့တော့ကြော်ကြော်ဘူးနဲ့လည်းပတ်သက်တယ်ဆိုရင်ကျွန်တော်ထင်တာတော့ကြော်ကြော်ဘူးရဲ့မိန်းမ အေးမဆာ ဟိုကလေ မစားဘူး တသားမနိုင်တယ် ဟုတ်ကြော်တော့ပါတယ်ကြော်နန္ဒနန္ဒ လောက်လိုက်တော့ချိန်ပြည့်နေပြီ အာသူဒိုးနေတယ် ဟုတ်အချိန်တိုးတာတော့2နာရီတိုးထားပြီ ဒီအချိန်လေးကိုလည်းကြာပြီလို့များ9မိနစ်လောက်ထားပါလား 9မိနစ်လောက်ထပ်ထားခြင်းသေးရလား ဆက်ထားခြင်း ရမ်းသိကျင်နေလို့ပါတကယ် 9မိနစ်မလုပ်ပါနဲ့တနာပါတယ်2နာရီပြည့်မယ် ဆက်ထားကြီး အဲ့တော့ဆယ်ဒီဆုံးတော့ကြီးတွေကဒီမျက်နှာဖုံးနောက်ကဆယ်လီကိုဘယ်သူလို့ခံမဲမှာလဲကိုကိုထွန်းတို့စပြောပါ သိမရှိတော့ကိုပိုင်းကိုသိမရှိတော့ကိုပိုင်းကိုသိမရှိတော့ စိတ်မရှိတော့ကိုပိုင်းပြောမယ်ဝင်ပြောကုန်ပြီ ဟိုကြီးမဖြစ်နေတာဖြစ်နေတာ ကိုပိုင်
ကိုပိုက်ပြောနေကြအလုံးနေနော် ကျွန်တော်အလုံးနေသူ့ပတ်စံလေးဝင်သွား ရောက်သွားတာ အဲ့ကြောင့်မှဟာတရာဖြစ်နေလို့ဒီမှာဟို ကျွန်တော်သိပြီဘယ်သူလဲဆိုတာ သူလဲ ကိုမဟုတ်လို့ထင်တယ်မဟုတ်ဘူး မဟုတ် ကိုစောအာယုံဦး ကိုစောအာယုဟုတ်တယ်ဒီ body နဲ့ဟုတ်တယ်ဖြစ်နေဥရိုက်တယ်ခိုင်း ဟုတ်တယ် တွေ့တာ ကိုစောအာယုံဦး ဟုတ်တယ် ကျွန်တော်ကိုစောအာယုံဦးလို့ထင်ပါတယ်ဗျာ အထဲမှာဖော့တွေထည့်ထားလို့ဖြစ်မယ် ကဲအဲ့တော့အချိန်ပြည့်သွားပါပြီနော်မေးခွန်းနေမေးဖို့အချိန်ပြည့်သွားပါပြီအဲ့တော့ကျွန်တော်ဖေကအရန်ချော်မောလှပခန့်ညားတဲ့နော်ဂျိုကာပြောင်းမှုရဲ့ချွတ်လိုက်ရင်သူ့ရဲ့တရုတ်မှန်ကဘသူဖြစ်မယ်လို့ဆာလီစုံတော်ကြီးတွေလည်းမသိကြသေးဘူးလို့ခက်မှန်းရပါတယ်ပြိတ္တတွေရောသိပြီလား သိတယ် မသိတဲ့ကျွန်တော်ရမ်းပြောရတော့မှာ အဲ့တော့ကြမ်းပြော သိရမယ်အဲ့တော့အရင်တော့ခက်မှန်းကြည့်ရမယ်အဲ့တော့ညီလေးထွန်းထွန်းကဒီမျက်နှာဖုံးရှင်ဘသူဖြစ်မလဲ ကိုစောအာယုံဦးဗျာ ကိုစောအာယုံဦးဒရိုက်တာကိုစောအာယုံဦးမစားလေးရော ခုနကပြောသလိုပဲကိုဝေလူကျော် ကိုဝေလူကျော်အကယ်ဒမီဝေလူကျော် ဝေလူကျော် ဦးငါ အကယ်ဒမီပဲကျွန်တော်ကလည်း အကယ်ဒမီပဲ ရမ်းတုတ်လိုက်မယ်နော် ရမ်းထုတ်လိုက်ဒါရမ်းပြောရမယ်အဆင်ဖြစ်သွားပြီ စိတ်ထဲမှာတော့ထင်နေရမလား ကျို့ဘော နော် ကျို့ဘောလေ တို့ ဘာမှမ ကျို့ဘော ားနေပြီထင်တယ်ဦးငါ ကျို့ဘောဆိုကြော့ဘောလေ ဦးငါအဲ့ဒါမဟုတ်ဘူးမှားနေတယ် ဟုတ်ရာထားလိုက်တယ်ထားလိုက်တော့ ကဲထားပါတော့နော်ကြော်ဖူးဟုတ်ကဲ့ဒီဘက်ကဒီဒီရော သမီးကကိုဒိန်းအောင်ပဲလုံးဝမလွယ် ထိန်းတော့ဟုတ်ကဲ့ပါတော့ပိတ်တယ်ခင်ဗျာ ဒီလောက်တောင်လေအရေးလဲပြတယ်အကောင်ကြီးလဲပြဖို့ပဲလိုတော့တယ်အကုန်လုံးလဲသိအောင်ပြောပြနေတဲ့ကြားထဲမှာအဲ့လိုဗျံပရာတွေခံမန်းနေတာရက်လိုက်ပါတော့နော်အဲ့ဗျံပရာတွေမခံပန်းကြပါနဲ့တော့ဟင်းစီပြီးမယ်အိမ်နာမည်မှာတတော်တကောင်နာမည်ပါတယ် ဩ ကိုရဲ့အိမ်နာမည်ကတတော်တကောင်ရဲ့နာမည်ပါကဲပြောလိုက်တော့ ကိုကြာ ကိုကြွက်သွားတာ ကိုကြောင် ဝေးပါပြီ ကိုနဂါ ဟာ ဟာ ကဲမင်းတို့ငါ့ကိုဘယ်ချိန်ထိဒုက္ခပေးနေကြအောင်မလဲကွာ အဲ့ဒါဟင်းတော့အဲ့ဒါဟင်းတော့ မသိဘူးပါမကြောက်ဘူးကျွန်တော်မသိဘူး ခေါက်ထပ်ပြန်လာတယ်ခေါက်ထပ်အဲ့ तू ဟာဖြစ်ဘူးတယ်ရိုက်ဘူးတယ် မင်းတို့ငါ့ကိုဘယ်အချိန်ထိဒုက္ခပေးနေကြအောင်မလဲ ဟို ကွာ ရုပ်ရှင်ကားထဲမှာလေ ဘိုင်း ဟို မှာ ရုပ် သွား ရှင် ပြီ ကားထဲမှာပြောတာ ပြောလိုက်ကမှသွားပြီလုံးဝဝေးသွားတာဘလို့မှခံမှန်းလို့မရတော့ ဟုတ် ဘူး ဘူးအဲ့ရုပ်ရှင်ကားထဲမှာပဲပြောတာအော်ဟိုကဥပေရဲ့ဘလူးကားထဲမှာလည်းအဲ့ဒီစကားလုံးပဲပြောသွားတာပဲ ဘလူးကား ဘလူးကားထဲမှာလည်းအဲ့ ကိုဘေးပေါ့ကိုဘေးဖြစ်နေတော့ ကိုခုတော့ပြောမယ်နော်ဟိုမလိန်နဲ့နော်မင်းဘာတွေမျောလင့်နေတာလဲမင်းဘာတွေမျောလင့်နေတာလဲဟမ် ပြောလိုက်လေတခွားသီးပြီ တိတ်ကောင်းတယ်မိတ်ဆွေ ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်ဖေနာကဂျိုကာပြောင်းမှုကိုကိုထွန်းထွန်းကကိုစောအောင်လို့ခမန်းထားတယ်မက်ဆာလေးက ကိုဝေလူကျော် ကိုဝေလူကျော်ဦးငါကကြော်ဘိုးလို့ခမန်းထားပြီးတော့ဒီဒီတွေကတော့ကိုဒိန်းအောင်ဆိုပြီးတော့အတီးတီးခက်မှန်းထားကြပါတယ်ခင်ဗျာ အဲ့မှာအတန်ကြီးကသိတာပါကြီးနော် ချိန်စောမပြူပါမယ်ချူရဲ့တဆုံပေါင်းဖို့ရွယ်မောင်ရဲ့တဲ့နှလုံးကိုခွဲပြစင်တယ်လာသူဇာတွေချောလေးချောပြီးတယ်ချစ်ချင်ပွဲကိုကိုရှောင်းရှာမရတဲ့ Telling me like when we shot the luna di roque più più tengo chapa bene cucco c'ere lei ne gnare luna di io au pirate ma ye na we pielo
လေးอ่ะအော်မနဲ့ဟာလေးอ่ะအကျက်ကကြီးချက်မဟုတ်ဘူး အတော့မန်တော့ခတ်နေရတမီးကတော့ဝါစုံနဲ့နန်းသူစားနှစ်ယောက်ခဲ့ရတယ် ငါတိပါဟိုလေးကမေလာတန်ဟမ်မေလာတန်ဖြစ်နိုင်တယ်နော်အဲ့ဒါလေး အရှိတချင်းတွေမှာကြာမိသားတန်ဖို့ နှစ်ယောက်တွဲပြီးတော့တီဆိုသွားတာအရန်ကိုကောင်းလို့ပါတယ်နော်ပထမနှစ်ယောက်တွဲပြီးတော့ဆိုလိုဆိုတော့ကြတော့ယုံနေဟုတ်နဲ့သူကကြတော့သွားမေုံနဲ့အခုနှစ်ယောက်လဲပေါင်းတော့တလိမ့်နှစ်လိမ့်နဲ့အချင်းချင်းအကဲဆန်းနေကြနော်တော်တော်ဝေးကွင်းတော်ရွာ ဟုတ်တယ်ဝေးကွင်းကောင်းတယ်လေတက်လုံကောင်းတာ ဟောသူတို့ရဲ့တီဆိုလဲဟန်ပန်နေပါကြနော်ဒီစတာနှစ်ယောက်ကနည်းနည်းရတော့မဟုတ်ဘူးနော်အဲ့တော့ဘလို့ထင်လဲနော်ဘက်တာဆောင်းရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးသူတို့ရဲ့အဆိုအကဘာညာလေးလုပ်ပါအောင် အတန်နေလဲအမှန်နေထွက်လာတယ်ပေါ့ အမှန်နေထွက်လာပြီ ထွက်လာတယ်ဆိုတော့ကြည့်လို့လည်းကောင်းတယ်ဆိုတော့မိုက်ပါတယ် နိုင်ပါလေအစား နှစ်ယောက်လုံးရဲ့အတန်လေးတွေကလိုက်ဖက်တယ်ပေါ့နော်ဒီလိုဇုံတွဲတစ်ချင်းမှာပို့ပြီးတော့အဆင်ပြေတယ်ပေါ့အဲ့တော့ကောင်းပါတယ်ရှင် ကောင်းပါလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးငက်ကရော တွဲဖက်ကြည့်ပါတယ်ကျွန်တော်ကဂီတမှာဆရာကြီးလည်းမဟုတ်ပါဘူးဂီတနားမလဲပါဘူးဒါပေမဲ့ကာလာလေးတုံးနေပစ်စီကောင်းတယ် အရင်မိုက်ပါလေကျေးဇူးအများကြီးတင်ပါတယ်ကဲအဲ့တော့ဒီမလေးဒီ performance တွေကတော့ရန်ကိုမိုင်လွန်အားကြီးရယ်နှစ်ယောက်သားနောက်ဆုံးမှဒီလိုလေးမှီလိုက်တာလေးอ่ะစာ ဘသူကမိရလဲ မလေး lady bag လေးอ่ะ လေးဒီဘက်လေးကသူ့မိတာ မှီလိုက်တာ ဒီကောင်ကတော့ကွာအရင်ကကွာတက်ပြီးစသား အလုံးဝအတွဲဖက်အရန်ညီပြီးတော့အရန်ကိုကြည့်ရအရန်ပျော်ဖို့ကောင်းတယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုဆိုလို့ရှိရင်တော့မျက်နှာဖုံးရှင်နှစ်ယောက်ရဲ့ battle sound တီဆိုရှင်မြိုင်မှုကြီးပြီးစီးသွားပါပြီအဲ့တော့မျက်နှာဖုံးနောက်ကွယ်ကဆယ်လီဘသူလဲဆိုတာကိုဆယ်လီဆိုတော့ကြီးတွေနောက်ဆုံးအတီးပြုတ်ခံမှန်းရမယ်အချိန်ရောက်ပါပြီအဲ့တော့ဒီဘက်ကကျွန်တော်ဘေးနာနော်ဂျူကာပြောင်းမှုနော်ဇဇာလားမသိဘူးဇဇာမှုကပြောဂျူကာပြောင်းမှုကိုနောက်ဆုံးကိုထွန်းထွန်းက ဟုတ်ကဲ့ကိုစောအာယုံ ကိုစောအောင်လို့ခံမှန်းရတယ်မဆာလည်းကိုဝေလူကျော် ကိုဝေလူကျော် ကြော်ဖို့ဒိန်းအောင်ဆိုပြီးခံမှန်းရတယ်မပြောင်းတော့ဘူးနော်ဒီဘက်က lady bag လေးကရောကိုထွန်းထွန်းက တက်တွန်း ထက်ထွန်း မဆာလေးကဝါဆို မဆာလေးနဲ့ဦးကဝါစု ဟုတ်ကျွန်တော်ဟိုကတော့ကျွန်တော်ပြန်ပြောင်းမယ် ဟုတ် ဘာမဆိုး ဝါစုမဟုတ် နေတော်လေးရောက်ပါ ဦးကဝါကောင် မေလာတန်စင် မေလာတန်စင်ဝါသူကနေမေလာတန်စင်ဝါသူကနေမေလာပြောင်းသွား မေ တယ် လာပြောင်း ဝါစုမေလာဒီဒီရော နန်းသူစား နန်းသူသာဆိုပြီးခံမှန်းရတယ်နော်အဲ့တော့ဆယ်လီစုံတော့ဒီကခံမှန်းခဲ့ပြီးပြီဆိုတော့သူတို့တွေဘယ်သူတွေဖြစ်မလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ Lady Bug ဖြစ်ပါတယ် ကောင်းပါ တမီးတို့နိုင်ပါပြီ လိုက်ပါ အခုဒါနောက်တစ်သိတက်ပတာက lady bug ဆိုကြံခဲ့တာဂျူကာပြောင်းမှု သူကြံခဲ့တာ မဘယ်သူလဲသိကြလားမသိကြကျွန်တော်ပြန်အောင်ဟုတ်လားတိတ်တိတ်ဒုံးလာ လုံးတော့ ကဲ Lady Bug လေးပရိသတ်ကြီးနဲ့ဆယ်လီစနိုကြီးကိုနှုတ်ဆက်လိုက်ပါနောက်စင်မှာဆက်ပြီးတော့တွေ့ကြမယ်နော်အဲ့ဒါဆိုရင်ကိုထွန်းထွန်းလည်းမကြည့်ချင်ဘူးဆိုတော့ပြန်မယ် ဟုတ်တယ်မကြည့်ကြတဲ့ပေးတဲ့တွေကုန်စုလိုက်လေကိုလည်းပြန်ပါမလား မကြည့်တော့လေ အဲ့ဒါပဲနေပလိသေးတော့ ပြီးတော့မချွတ်လည်းမချွတ်နဲ့တော့နော် နဲ့တော့ရတယ်ဘာပြဿနာမရှိကြ ပြန်မယ်ဆိုတော့သူပြန်မပြန်ငါတို့ပြန်ကြမယ် ဘူးရဘယ်လိုမသိဘူး ဟုတ်ကဲ့ပါအခုဆိုရင်တော့
ဂျိုကာပြောင်းမှုကကြံခဲ့တယ်ဆိုတော့ဆယ်လီစုံတော်ကြီးတွေ challenge မှာဘယ်သူနိုင်သွားတာလဲ သမီးတို့နိုင်တာသမီးတို့သားဖာ ဒီဒီနဲ့ဦးငတ်တို့သားဖနိုင်သွားတယ် ဒိုလီကညီဖို့နိုင်ပါ ဂျိုလီကနိုင်သွားတယ်အဲ့တော့ကိုအမြင်ချင်းစုံမျက်နှာဖုံးရှင်နဲ့ပတ်သက်ပြီးတော့ ဟုတ်ကဲ့ ပရိသတ်ကြီးရဲ့မဲပေးမှုနဲ့ထပ်တူကြသွားတဲ့အဖွဲ့ကတော့ဦးငတ်နဲ့ဒီဒီတို့နိုင်သွားပါပြီအဲ့တော့ကြံခဲ့တဲ့အဖွဲ့ကတော့ကိုထွန်းနဲ့မဆာလေးကတော့ဒီကနော်မျက်နှာဖုံးရှင်ရဲ့စန္ဒအရာ ချွတ်ပြီးတော့ ထင်လန်ကိန်းကစားပေးရမှာဖြစ်ပါတယ် ဗါလေရာလုတ်ပေးမယ်ပြဿနာမရှိဘူးပြဿနာမရှိဘူး ဟာပညာပေးတော့မယ်ကောင်းကောင်းပညာပေးတော့မှာ ပြဿနာမရှိဘူးအေးစေး ဟိုနောက်ဆုံးဂျူကာပြောင်းမှုမျက်နှာဖုံးမချွတ်ခင်သူဘသူလဲတေးကြအောင်တော့တစ်ခေါက်ထပ်ပြီးတော့နှိပ်စတာပြီးတော့ခက်မှန်းလိုက်အောင်နော်တေးကြအောင်အဲ့တော့ကိုတွန်းတော့နောက်တစ်ယောက်ပြောင်းနေသေးလားတော်တော်လေးများနေပြီဒရိုက်တာလည်းကုန်နေပြီ ကျွန်တော်သိပြီဗျမြို့တော့ဦးချစ်ဖွယ်ကြီးသားမသိဘူး ဖြစ်နိုင်တယ်နော် ဦးကျော်လည်းဆိုသွားတယ် ဟုတ်တယ် ရမ်းတူတယ် ထွန်းတော့မျိုးတော့ဦးချစ်ပွဲလို့ကန်ပြောင်းလိုက်တယ်ဗောနော် ဟုတ်ပြောင်းလိုက် မရော အမကတော့ဟုတ်ပါတယ်အမကတော့ဟွာပဲဝေလူကျော်ပဲ ဝေးလို့ကြော်ပဲနော် ဝေလူကျော်ပဲ ဟုတ်တယ်ရှုံနေပြီနေလို့လားအခုနော်ဒီကဟို pride တိုင်းလုံးနေလို့လေကြတော့ဦးငတ်ကရော ကြော်ဖို့ပဲ ကြော်ဘူးပဲဟုတ်ပါပြီဒီဒီရော သမီးကဟိုကိုရင်းတောင်ပေါ့ ကိုတင်းတော့မယ်โอเคအဲ့တော့ဆယ်လီစုံတော်ကြီးရဲ့မှန်းချက်နဲ့နန်းထွက်ကြိုက်မလားအဲ့တော့ဒီကပြောင်းမှုရောချွတ်ပြဖို့အတွက်အစဉ်သင်းဖြစ်ပြီလားချွတ်ပြရမှာနော်ကဲဟုတ်ပြီအရင်ကချွတ်ချင်နေပြီသူ ကိုပိုင်ဗါလေ तू ကလည်းနောက်လှည့်မှာပေါ့ နောက်လက်မှာ 3ခေါက်လောက်လှည့်ခိုင်းလေ ဟမ် 3ခေါက်လောက်လှည့်ခိုင်း အော်တကယ်ကြီးကိုထွန်းထွန်းနဲ့ငါတက်နောက်လှည့်ပေးလို့ရမလားအဲ့လိုပြောဟုတ်ကဲ့ပါကဲအဲ့တော့မျက်နှာဖုံးချွတ်ပြဖို့အတွက်အစဉ်သင်းဖြစ်ပြီဆိုရင်နော်အားလုံးကလည်းသိကျင်နေပြီဆိုတော့မျက်နှာဖုံးချွတ်ပြဖို့အတွက်နောက်လှည့်ပေးပါ 3ခေါက်3ခေါက် ဘယ်သူလဲ ဘယ်သူလဲ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  လူကြီးလေ ကဲပြောတယ်လေအေးချစ်တာမေးပါလို့ ဟုတ်လား ကျွန်တော်ပြောပါတယ်ဒရိုက်တာဝင်းထူးတို့မှာလို့ ဟုတ်လား ဒရိုက်တာဝင်းထူးတို့မှာလို့ပြောသားတယ်မင်းရောက်လေ အဲ့ဘူးလေစပိန်ကိုင်းလူလေ အဲ့ဒါလေ အဲ့လူလေအဲ့လူလေ အဲ့ဒါ ဟုတ်ပြီလားဟာပြီလားလဲပြီလား ပါပါ လုံးတယ်နော် မသိဘူးမလားသူမသိဘူးမလား ဟုတ်ပါဘူးဗျာ အရန်ခံစားရတယ်မသိဘူးဗျာဘယ်လိုလုပ်မလဲ ကဲတော့ ဘယ်လိုလုပ်မလဲ ကဲတော့နော်ဒီကဂျူကာပြောင်းမှုရဲ့မျက်နှာဖုံးရှင်ကတော့ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တေးဥဆောင်အကယ်ဒမီစကားရအောင်ထည့်ကြရုပ်ရှင်တေးဥဆောင်အကယ်မဒီပေါ့နော် ကယ်ဒမီ အကယ်ဒမီနော်ဝင်းထွန်းတို့ဟုတ်ပါဘူး ငါတို့ပြန်ပြီး နော်ကြော်ဖို့ဖြစ်ပါတယ်လက်ကုပ်တန်အချိန်နဲ့အားပေးရအောင်ခင်ဗျာတကယ်ကြီးပြောလား အရန်ပြောတာဒါပေမဲ့နောက်ကျပြီးပြောရတယ်ဘာလို့ပထမစင်နေကနေငါပြောအောင်မှာ အဲ့ မင်းတို့လို့နောက်ကျပြီးမှပြော အဲ့မှာထုံးတော့ကဒါပြောနေတာဒီအထိပါလာတာ မ ကို ဟုတ်ဘူးကျွန်တော်ကူးချက်မှန်ဘလို့မှခံမလို့မရဘူးကျွန်တော်နဲ့တော့ရင်းနေရကျွန်တော်သိရမှာမဟုတ်ဘူးဒါ ဟုတ်တယ် အဲ့လေမင်းနဲ့အတူနေအတူအိမ်အတူစားအတူလိုက်နေအောင်တော့ ဘလို့မှကူးချက်ကတကယ်လေးစားတယ်ဗျာလုံးဝ လုံးတယ်လားလုံး တိ တ တ် ယ် တော် နော် မစ်ဆွေတိတ်တော်ရဲ့တိတ်တော်ဟန်ဆောင်ကောင်းနေဟန်ဆောင်ကောင်းနေ ကျွန်တော်နောက်ဆုံးမြို့တော်ဦးချစ်ဘော်လို့တော့ထင်နိုင်သေးတာ ဟုတ်လားကွာ ဓာတ်ကုန်လောက်တာနော်အညာမတာနော် ကိုထွန်းကတော့ပြန်ခံ ဦး ရ ငါပဲ တော့မယ် တစ္ဆာရှိဆုံး ဒါပဲ မပြောင်းလေဘူး
တော် ဟဲ့ဆောင်ပြီးတော့ပြောင်းမသွားဘူးနော်ဆောင်ပြီးတော့ တော့ကိုယ်လည်းမှားတာတွေကတော်များနေပြီ များနေပြီနော် မဒီတခါတော့ तू မှန်မှဖြစ်မယ်ဆိုရင် မဖြစ်ပြီဘာလို့အားလုံးထဲမှာအချက်ကအကွဲဆုံးကကိုဖြစ်နေ ဟုတ်လား မဟုတ် तू ကလွင်ငါတို့အကောင်တော့မင်းကိုမသိဘူးတကယ်ကြီး မတိကြအောင်ဆောင်တာပါ အခုတော့မှဒါတော်တော်ကြီးကိုမဟုတ်လေပြောလိုက်တော့အဲ့ဒါလေကြောဖို့ပို့လို့စပင်းရတာကိုဝင်းထွန်းတို့ရဲ့ကင်ဖြစ်နေ ဟုတ်ပါဟုတ်ရဲ့လား ကိုကလေသွားပြပြီဒီတစ်ခေါက်လည်းမှားပြပြီဒီစပီကြီးကမဟုတ်သေး ဟု ဘူး တ်တ လေ ယ်စပင်မြင်လိုက်တော့မှားပြီထင်နေတာ ဒါပဲလေနည်းနည်းတော့ကလိလိုက်ရမှာကို့တော့ကြောက်လောက်ထားတာဟုတ် အဲ့လိုသူတို့တော့ကြောက်လို့ခံရတာကောင်းလား မကောင်းရှေးလေပူဆက်ပူလောင်းကြီး ကိုကျန်ကိုထုံးကိုတေချာလေးပညာပေးနေတယ် तू တအားဖောက်ထားတာ ကိုကျမမမသိတာသိရင်ပြောမလားကိုကိုကြီးပဲပြောကြလား ပညာတော့တေချာလေး ဟု ပေး တ် ရ ကဲ့သူကလေသူကမသိလို့လားမိတ်ကပ်ဗန်နီရှင်တို့ဘာလို့ရှောက်ပြောတာပေါ့ ရမ်းပြတာ လက်သေးတွေဘမဆိုးလဲလို့ဘာလို့သူလုံးပြတယ် ရမ်းပြတာ ဟုတ်လေသိရင်ဘယ်လိုပြောမှာမဟုတ်လို့လဲ ဟောသိရင်တော့ကိုကျမလားဗောပြောလိုက်မှာဗောလွယ်လွယ် ဟုတ်လေ လေး तू ကလည်းတကယ်ဟန်ဆောင်ကောင်းတယ်လေအခုလည်းမဒီပဲကြက်သွားဘောလုံးကန်တာသူချိန်လုံးမေးကြလောက်ကြည့်ရှိတယ်ဒါပေမဲ့အခုကျတော့မိတ်ကလင်းလို့ဘာလို့တက်ဆိုလေ အခုဒီကရီယာဇန်နေတွေကတကယ်ချင်းနေငါ့ကိုမဲခေါ်လိုက်တဲ့ငါသိသွား ဟိုမနေ့ဟိုဒါဒီနေ့မှအတန်ထွက်တာမနေ့ကဒါအဲ့ match ချုပ်ပြီးလုပ်တဲ့အချိန်မှာပြောတာအခုကျွန်တော်ကဟာညာတကယ်ချင်းမင်းတို့လည်းငါတိနေပါပြီယောက်ျားလို့ဖွေးချလိုက်ပါတော့ပြောပြီ အမှန်တော့ဒီ program ကနော်ကျွန်တော်နော် group song စဆိုတွေက match ချွတ်ခိုင်းတဲ့အစီအစဉ်ပိုင်းကောင်းတာ ဟောကိုမနေပါ မိ နဲ့ တ်ဆက်ချင်းလေးဆိုတွေကလေကိုမနေဆက်ချင်းဆိုတွေကငါ့ကိုသိတယ်မလေးတဲ့ မသိဘူးကိုကျ အမေတွေကငါတို့မျိုးချစ်တာလေငါတို့နောက်စီစဉ်မှစချွတ်ချင်တာ ကိုကျနောက်စီစဉ်3တော့ စီစဉ်3တော့ကြော်အောင်ပါသူက ဘာလို့သူကလေပထမနေတွေကသူကသိသွားပြီ တိနေတာကိုတမင်လုံး သိပြီးတော့သူကအရွက်တိုက်နေတာ ဟုတ်ပါဘူး အဲ့ဆိုလည်းကွာစိတ်ထဲမှာကိုကျန်များဖြစ်နေမလား messenger ကနေမေးကြည့်ပေါ့အဲ့လိုလည်းမမေးဘူးလား ဒါမမေးရဘူးဒါသိရှိရတယ်ဒါမမေးရအောင် စီးရှိရလေစီးရှိရပြီးတော့ဒါကြက်ရဲ့ဟန်ဆောင်မှု ဟုတ်တယ် မသိအောင်ဒါကြော်ရင်ဦးကြော်လို့လည်းဆိုတတ်တယ်နော်ဟိုလင်းလို့လည်းလမ်းလျှောက်တတ်တယ်နော်ဒါသူ့ရဲ့တဘာတွေကိုပြတာ အဲ့တခုတော့ကောင်းတယ်တဲ့အဲ့စီစဉ်လေးလေ message အုပ်တာကိုလုတ်ချင်တာလုတ်လို့ရတဲ့ချက်စရာမလိုတော့ဘူးလေ ချွတ်လိုက်တော့မှချက်ကွယ် အခုပွင့်လိုက်တော့မျက်နှာကြီးရလေအဲ့လိုပြောင်းတောင်းကြီးဖြစ်ချက်လို့တော့ နော်ဗာစင်ပေါ်မှာကြောက်ဒါရိုက်နေတာလေနော်ကောင်မလေးပါလားအိတ်တော့လဲစစားနဲ့ပြဿနာမတက်ဘူးလေဒီမှာဆိုတက်မှာဟုတ်တယ်မလား မျက်နှာဖုံးကြီးနဲ့အဲ့ဟိုင်လာပြော လက်မောင်းပေါ့လက်မောင်းပေါ့ အေးပါလက်မောင်းကိုပြောတာဘယ်ကူတင်လို့တော့ မသိဘူးလေမင်းအိမ်မှာ အားကြောင့်တခေါက်မှပြောလိုက်တယ်မင်းဘာမျောလင့်နေတာလဲ တိတ်တော်ရမိတ်ဆွေတိတ်တော်ရ ဒီကအဲ့စကားရတဲ့အဲ့ ကဲတော့သူလဲတော့တည်ပါပြီဆိုမှန်တဲ့အုပ်စုမှားတဲ့အုပ်စုရှိရယ် challenge game လေးရှိရယ်နော်ကစားရမှာအဲ့ဒါမျက်နှာပုံးရှင်ရဲ့အလိုကြာကကစားရမှာမှားတာကအာမိကွက်တီပဲတာဒီတော့အုပ်စုတယ် ဟုတ်တယ်ကိုထုံးနဲ့မ မ စား အေး နေ ချစ်တယ်လေ လုံးဝကိုခံမလို့မရလို့မှားသွားတာဟုတ်တယ် ဒီလိုမှန်းဒီတွန်းတော့ရဲ့ငါတို့အမှန်ပြောလိုက်ပါ အမားနဲ့ကျွန်တော်ကအမားတာ မှားတာ ကိုငယ်နဲ့ဒီကမှန်တာ မှန်တာမှားတဲ့ဘက်မှာ မာမမှန်မှန်ကျွန်တော်ကတော့ challenge ဆိုတော့ဒီ၄ယောက်လုံးပူပေါင်းစေချင်တာ ဘုံဟုတ်တယ်ဟုတ်တယ် မှားနေပဲလေ ဘာလို့အဲ့၄ယောက်လုံးကအနည်းနဲ့ရာခိုင်နှုန်းအနည်းအများပဲတော်တော်လှုပ်လာတယ်လို့ကိုကိုခံစားရတယ် ၄ယောက်လုံးမှာအပြစ်ရှိရပေါ့နော် ပြည့်ရှိတယ် ကဲတော့နော်မမေးဒီ challenge မလုပ်ခင်မှာကဲတငယ်ချင်းကိုမေးချင်တာလေးတွေရှိတယ်အဲ့တော့ဒီဓမတ်စင်ကမြန်မာမှာပါဝင်ပေးခဲ့တာရောပြည်သက်ကြီးကိုပျော်ရွှင်အောင်ဖျော်ဖြေခဲ့ပေးတာတော့အားလုံးအတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ပထမဆုံးတငယ်ချင်းကဓမတ်စင်ကမြန်မာမှာပါဝင်ဖြစ်ခဲ့ပုံလေးကိုပြောပြလိုက်ပါအောင်ဗျာ ဘာဝင်ပြတာတော့ဟိုတူတူနဲ့လူရင်းဆိုရင်တော့လာခေါ်လို့ပေါ့လေ ဒါခေါ်တော့မဖြစ်နိုင်ဒီလိုလာတဲ့ဒီကရောက်မခေါ်တာဖြစ်နေ အဲ့လောက်ကြီးအရှိန်ရှင်းပြတော့ဒီကနားမလဲတော့ဘူး Imagine peeling fruit and ဒီကနားမလဲတော့ဘူး မင်းတိုးတော့လေတော်တော်တူတာနော် ဟုတ်ပါပထမအစီအစဉ်တွေကဒါလေးက editing ဖြစ်တယ်လေကြည့်ရတာပြောစရာကောင်းတယ်ကိုညီကိုမောင်နှမတွေရောအဲ့လိုမျိုးဟိုစရဲနောက်ရင်လည်းကြည်နေရတာဟိုပြောစရာကောင်းတယ်လားငါလာခွင့်ဘယ်လိုနေမလဲပေါ့နော်စဉ်းစားကြည့်ကိုလည်းအခုလည်းပြန်စမှာပေါ့အဲ့လိုပထမတော့ရေကြလေးငါပြန်စမယ်ပေါ့နော်ဒိုင်နီကိုလည်းပြန်စမယ်ပေါ့ပိုက်စီကိုလည်းပြန်စမယ်ပေါ့အကုန်လုံးကိုပြန်စအောင်ကို group sound ဆိုတဲ့တိပြီဆိုတဲ့ဖီးကငုတ်သွားပြီဗျာစားတော့ကွာငါမြန်ချွတ်လေကောင်းလိမ့်မယ်သူက ကျွန်တော်ဒီကမသိဘူးလို့ ကိုကျန်ကို season 3 ထိရခေါ်သွားချင်တာ ကိုတိရနေတော့ကိုကပြန်ပြီးတော့မဖုံးကွယ်ချင်တော့အဲ့ဒါမြန်မြန်ချွတ်ဒါပေမဲ့ဟုတ်တယ်ဘယ်တော့တော့အဆိုရင်ပြောလို့ချင်းဆိုမလို့ပေါ့နော်စားဆိုတဲ့အချိန်မှာပဲအမြင်မကြည့်လင်းတော့
ကွယ်ထားရှိမမြင်အောင်အဲ့တော့မတနေရနဲ့တနေရသွားဖို့ယူလေသူအပူလေးနဲ့အဲ့ corridor လည်းအရင်ကြီးရငါတို့ကဒီကစကားနဲ့အုပ်ထားတော့အဲ့ corridor ဒီအောက်က lighting တွေကအနီတွေပေးတာ corridor တွေအဲ့လိုဝင်လို့ရှိရင်လေငါတို့ငယ်ငယ်တော့ heavy water ရဲ့အိမ်နဲ့ဝင်တယ်အဲ့အခုဒီနေ့မှာတကယ်ကြီးကိုတမက်စင်ကခေါ်တယ်ပေါ့နော်တို့ပြောရမှာခေါ်တယ်ပေါ့ခေါ်တော့တကယ်ကြီးကလိုက်တယ်ပေါ့ ဟောငါဝင်ပြီးပူပေါင်းတယ် အဲ့ဒါပြောတာ ပူပေါင်းတယ်ဘာလို့လဲ မသိလေကခေါ်တယ်ခေါ် ဒါပေမဲ့အခုမချွတ်မချင်းတော့သူတို့ခေါ်တဲ့နောက်ကလိုက်နေရတာပဲ အဲ့တော့ နှစင်းတက်မယ်နော်နှစင်းကြံသေးတယ်နော်ငါဒီလိုသွားနေရတာသူတို့ ပြောနေတာဒီဝိစားပြင်မေးခဲ့ဘူးနော် ပေးမှာပေါ့အမြင် အဲ့တော့ဂျိုကပြောမှုဝိစားရတကယ်ချင်းတော့မသိဘူးငါတို့အပြင်ကကြည့်ရတော့တော်တော်ချစ်ဖို့ကောင်းတယ်မျိုးလုံးလေးအဲ့လိုပေကလက်လေးတကယ်ချင်းနဲ့လိုက်တယ် အဲ့လိုလေးဖြစ် ပါစက်ကလည်းနှခမ်းနေတယ်တကယ်ချင်းအပြင်မှာနေသလိုပဲ တယောက်တည်းနေစိုးထားတယ်ပဲ ဟိုကလေအခုပေးချင်တာအဲ့သပင်တူကြီးကဒီနေ့မှဆွတ်လိုက်တာလားအရင်နေ့တည်းကလည်းဆွတ်တာ ရင်ထဲကသပင်အစစ်ကျွန်တော်ကသပင်အရှိတူဖြစ်တာ2ရက်ပဲစောင်း အမွေးတန်တာ အရင်ပြန်တာ ဟုတ်တယ်တော်မြန်တယ်အဲ့ဟုတ်တယ်နော်မနေ့မရှိဘူးဒီနေ့မှကျွန်တော်ဆေးလေးနဲ့စင်းရှိတာ ပါကက်တီပိုင်မှာ အားလုံးလေးတွေက လိမ့်လိုက်တာသမီးကြီးอ่ะကဲတော့တကယ်ကြီးဒီဂျိုကာပြောင်းမှုဝိအစာကြီးပေါ့နော်ဒီ match ကိုရွေးချယ်ခဲ့တဲ့အပေါ်မှာရဲ့အဲ့ဒီဝိစာကြီးကိုကြိုက်လားတကယ်ကြီးနဲ့ match ဖြစ်လား ဖြစ်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူကဂျိုကာဆိုတဲ့ theme လေးလဲပါလို့အဲ့ဒီပြောင်းမှုဆိုတဲ့ဟာလေးရဲ့အသီးနှံလေးရဲ့ theme လေးလဲပါတော့လေအဲ့ဒါကြိုက်ပါတယ်ကြိုက်တယ် တကယ်ကြီးပြောင်းမှုကြိုက်တာပေါ့နော် ဂျိုကာပူကြိုက်ပါလေမင်းရတယ်ပြောင်းမှုကြီးတော့ဘယ်လိုမှန်းကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အဲ့လိုပြောလို့မကောင်းရမ်းကြိုက်တယ်လို့ပြောလို့ ကြိုက်ဟုတ်ပါပြီတကယ်ကျေးဇူးများတင်ပါတယ်အဲ့တော့အခုဆိုရင်အရင်တုန်းကတော့ तू ကဂျိုကာပြောင်းမှုပေါ့နော်အခုချွတ်လိုက်တဲ့ခါကျတော့ academy ကြော်ဘူးဖြစ်သွားပြီအဲ့တော့ကြော်ဘူးရဲ့တေးဥမှန်နဲ့ပြည်သက်ကြီးကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့တချင်းလေးတစ်ပုတ်လောက်တီဆိုဖြော်ပြပေးပါလို့တကယ်ချင်းကိုတောင်းဆိုချင်ပါတယ် โอเคပါအဲ့တော့ခုန challenge လေးလည်းတွဲလိုက်မယ်နော် တွဲလိုက်မယ် အဲ့တော့အဲ့ကျွန်တော်အခုတချင်းတစ်ပုတ်ဆိုမယ်ဆိုတဲ့အချိန်မှာဒီစုံတော်ကြီးတွေကကျွန်တော်လိုပဲကျွန်တော်တို့တောက်လျှောက်ကပြီးဆိုလာရတာဟုတ်performance တွေပါလေလောက်ရတာဟုတ်အဲ့တော့စုံတော်ကြီးကလည်းကျွန်တော်ဒီချင်းနဲ့အတူက လာမလားမလား နိုင်တဲ့လူကိုရှုံးတဲ့လူဟောလား နိုင်တဲ့လူရှုံးတဲ့လူရော ၄ယောက်ဆို စေဘမှာလာတာ လာပြီ ကိုထုံးနဲ့ဦးငတ်နဲ့ပဲ ဟုတ်လာပြီ၄ယောက်လုံးလာ ရလို့လား ၄ယောက်လုံး ရလာပါ ဘာတော့ပန်လဲပါရသားနဲ့ကွာ ဒါတူဒီပိုင်စေတော့လည်းပါတယ်နော်ပိုင်စေတော့အတွက် ဟိုနေ့ကဂိုင်းကြီးတော့ဥဝန်းထုံးနဲ့တူနေ အခုရော အခုကြော်ဖို့ဖြစ်သွားတယ် လာပါတယ်မလာပြီးသားတယ် စင်ပြေတယ်အောက်ပိုင်းမကောင်းဘူးပြေဘူးဒီစင်တိုင်းဖြစ်နေကြတာ ကွဲမယ် ဟုတ်ကဲ့ပါခင်ဗျာ ကွဲနဲ့ကွဲနေဆိုပြီး အခုဆိုရင်တော့ academy ကြော်ဘူးရဲ့ပြည်သက်တွေကိုနောက်ဆုံးနှုတ်ဆက်တဲ့တချင်းလေးနဲ့အတူဒီကဆယ်လီစုံတော်ကြီးတွေရဲ့ကပြဖြော်ပြမှုကိုကြည့်ရှုခံစားလိုက်ကြအောင်ခင်ဗျာ ကိုကျန်းကလိုက်ကောင်းတယ် ပါစီတော့ဘယ်ဟောပါစီတော့ဘယ်ဟောပါစီတော့ဟေးကိုပိုင်ပြေးတာ ကျွန်တော်ဒီအစီအစဉ်က ပြည့်သွားပြီပိုင်သေးတော့ပြောင်းသွားပြီ ပါစီတော့မလာမရှိတာမရက်ပါဘူးဒီအစီအစဉ်ကโอเคပါအဲ့ဒါကျွန်တော်ဆူလိုက်ကြမယ်နော် ဘောပဲအောက်ပဲဟုတ်တယ်ဟေးပေါ်ထနဲ့အော်တဆလန်တွေးမတွေးတဲ့ပလေးစံနေစံဒမီညမန်တွေးရင်ဘူးချရှေရှေစေးတော့ဘေးမတော်နဲ့ရင်မတင်တော့ဝင်လာရင်ချီရမှာပဲ ဘာတည်းနေမားဆို မင်းတော့ပြီးပါမင်းတော့ပြီးပါမင်းလက်ကုပ်ဒီလိုပြောင်းလေမင်းလည်း 真眼里找了点亮，手抓呀表里身边，刚我弄啊独蓝，里里知道慢慢独人，勾人day，只谁day day day 没有在暖里
ရှင်တွဲကောင်းအမြဲတမ်းနေချင်တယ်